တော်ရေးရှင်မိသားစုမြတ်တဲ့လမ်းရှိရက်ကွယ်မှာကလင်ဘေးကြောင့်ပြည့်စည်သွားသောမာလိဓမ္မသတိမောဘရိတာအကြောင်းတိုင်းပြန်လည်ပြုပြင်နိုင်ရန်အတွက်အကြောင်းလူတော်ငွေ9000ကျပ်ဆက်လက်ပြီးတော့ဓမ္မရောင်ကြီးဝဲသင်္ကပအေးမှာဓမ္မပူဇာလူတော်ငွေ9000ကျပ်ဆက်လက်ပြီးတော့ဒေါက်တာကြည်ကြည်ခင်မိသားစုအမှတ်945တရုတ်ဘုံကျောင်းလမ်းရှိရက်ကွယ်မယန်းကုန်းမြို့နယ်မှာကလေးဘေးကြောင့်ပြည့်စည်သွားသောမန္တလေးဓမ္မလမ်းဘုံကိုရည်တာအကြောင်းတိုင်းပြန်လည်ပြုပြင်နိုင်ရန်အတွက်ကျောင်းလူတော်ဝေဒသိကျက်တို့ကိုသဒ္ဒါရှင်လန်းညံပြတန်းကလူဒန်းစက္ကန့်ပူဇော်ကြခြင်းပဲဖြစ်ပါတယ်အထဘောပြပါလူရှင်လူမမောင်တို့နဲ့တကွာတရားနာတရားတိုင်တရားအထုတ်ရကြွရောက်လာကြကုန်သောယောဂီပုဂ္ဂိုလ်ပေါင်းသူတော်ကောင်းတို့အားဘုရား4 နာရီနဲ့5 နာရီချိန်တည်းရလည်းကျေးဇူးဆက်ဟောကြားပေးမဲ့တရားကတော့ခန္ဓာဉာဏ်ရောက်ဒိဋ္ဌိပြောင်းပရိစ္ဆသမုပ္ပါသင်္နံတရားဖြစ်ပါတယ်ပရိစ္ဆသမုပ္ပါသင်္နံတရားတော်ကြီးကိုမောကြကြသိမိမနာကြကြသိမိမှာတရားပိုင်ရှင်ဖြစ်တော်မူသောသုံးလောကဒုက္ခသဗ္ဗညုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဤဂုဏ်တော်ကိုအာယုံပြု၍နမောတတသုံးကြိမ်ဖြင့်ညီညာဖြတ်ပြကြောလိုက်ကြပါအောင်စို့နမောတတဘဂဝတောဘဂဝတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောဘဂဝတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောဘဂဝတောရှင်တော်မြတ်ဗုဒ္ဓရဲ့လိုတော်ချကျေးဇူးတော်ရှင်ဘဂမဟာပဏိတာဘုရားဆရာတော်ဘုရားကြီးဥပနိဒေယကိုခံယူကဟောကြားနာကြားမှာဖြစ်သည့်အတွက်ဆရာတော်ဘုရားကြီးရေးသားတည်ကောင်းတော်မူအပ်သောမူလနှပြအစလာသည့်ပရိစ္ဆသမုပ္ပါဒ်ငါဆောင်ဖို့တို့ကိုရွတ်ပတ်ပူဇော်ပြီးတရားပွဲစလိုက်ကြရအောင်မူလမြတ်တော်၏တရားပုပ္ပိအာယုန်တစ်ပါးစိတ်မသွားဘဲနဲ့ဟောကြားလက်တဲ့သောပရိစ္ဆသမုပ္ပါဒ်သင်္နံတရားကိုကိုယ်စိတ်နှပြကျမ်းမာချမ်းသာစွာဖြင့်နာလဲနာနိုင်ကြပါစေနာရတိုင်းလည်းသိကြပါစေသိတဲ့တိုင်းလည်းချင်းချမ်းကျုပ်ကိုပွားများအားထုတ်ပြီးတော့ဒီဘဝဤခန္ဓာနှင့်ပင်အရိယာပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်သူ
သူတော်ကောင်းယတနာအရိယာစကြီးတွေဖြစ်နိုင်ကြပါစေလို့ရှိဥစွာမေတ္တာအတိတာမေတ္တာပရဏာဖြင့်မေတ္တာများပို့လိုအပ်ပါတယ်အလုံးကျမ်းမာချမ်းသာသာသနာပြုတော်မူနိုင်ကြပါစေခေဟောဘီဘုံတို့ပရိစ္ဆသမုပ္ပါသင်္นานတရားဆက်လက်ကြရအောင်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကအဝိဇ္ဇာရဲ့ဖုံးလွှမ်းရာဌာနရှစ်ဌာနအဲ့တော့အဝိဇ္ဇာဆိုတာကမသိတဲ့သဘောတရားကိုဒါအဝိဇ္ဇာလို့ဒီလိုမျိုးခေါ်တာဖြစ်ပါတယ်။ဘာတွေကိုမသိတာလဲဆိုလို့ရှိရင်သူမသိတဲ့အရာဌာနက၈ခုတောင်ရှိတယ်။အဲ့ဒီ၈ခုတွေကနံပါတ်၁ကဘာလဲဆိုတော့ကြတော့ဒုက္ခသစ္စာကိုလည်းမသိအောင်သူကဖုံးထားတယ်တဲ့နံပါတ်၁ဘာသစ္စာကိုလဲဒုက္ခသစ္စာကိုလည်းမသိအောင်ဖုံးထားပါတယ်ဗျာအဲ့တော့ဒုက္ခသစ္စာကိုလည်းမသိအောင်သူကဖုံးထားတယ်နောက်တစ်ခါဘာလဲဆိုလို့ရှိရင်သမုဒယသစ္စာကိုလည်းမသိအောင်သူကဖုံးထားတယ်ဒုက္ခသစ္စာလည်းမသိအောင်ဖုံးထားတယ်သမုဒယသစ္စာလည်းမသိအောင်ဖုံးထားတယ်နောက်တစ်ခါនិရောဓသစ္စာကိုလည်းမသိအောင်ဖုံးထားတယ်နောက်တစ်ခါဘာလဲဆိုတော့မဂ္ဂသစ္စာဘာသစ္စာလဲမဂ္ဂသစ္စာပါဗျာအဲ့တော့လွယ်ပြောရင်တော့သစ္စာ၄ပါးကိုမသိအောင်ဘယ်သူကဖုံးထားလဲဆိုတော့အဝိဇ္ဇာပြောကြည့်ပါဘယ်သူကဖုံးထားလဲအဲ့တော့ခန္ဓာရတဲ့သတ္တဝါတိုင်းဟာဒုက္ခတွေရနေတာပဲဒါဒုက္ခတွေကိုပိုင်ဆိုင်ထားတာပဲနေ့စဉ်နဲ့မြဒုက္ခနေလည်းပဲကျင်လဲနေရတာပဲဆိုတဲ့ဟာကိုမသိအောင်တခြားကဖုံးထားလားဝိဇ္ဇာဖုံးထားလားအဲ့တော့ဒုက္ခဆိုတဲ့နေရာမှာမြင်ရတဲ့ပါကတဒုက္ခလည်းရှိတယ်လို့မမြင်ရတဲ့အပါကတလို့ခေါ်တဲ့မတင်ရှားတဲ့ဒုက္ခဆိုတာလည်းရှိပါတယ်အဲ့တော့မြင်ရတဲ့ဒုက္ခဆိုတာကတော့သာဒုက္ခသမီးဒုက္ခဆွေဒုက္ခမျိုးဒုက္ခကျမ်းမာရေးဒုက္ခနိုင်ငံရေးဒုက္ခစီးပွားရေးဒုက္ခစသဖြင့်ဒုက္ခတွေများများစွာပေါ့အဲ့ဒီတရားတွေမှာတစ်ခုလေးပြောမယ်ဆိုရင်လူတွေနေ့စဉ်နဲ့အမျှမနက်မိုးလေးကနေညနေမိုးချုပ်တဲ့ထိအောင်တချို့တွေကျတော့လည်းညနေမိုးချုပ်တဲ့ချိန်ကနေမနက်မိုးလေးနဲ့ထိအောင်နေ့စဉ်နဲ့မျှဥဒ္ဓကိုရှားနေကြတယ်ဆိုတာကသမုဒ္ဒရာဝန္တထွာဆိုတဲ့စကားလိုပဲတထွာသာသောဝမ်းအတွက်ပဲမလုပ်နေကြလဲရှားနေတာပါဗျာရှားနေတာပဲစားဖို့အတွက်ရှားနေတာလေဝိဖို့ရာကတစ်ထည်မပြေမချင်းဝိမယ်ဆိုရင်ဝိလို့ရတာပဲနေဖို့ရာကလည်းဒီလိုပဲတစ်ခါသောက်တာလို့ချင်းအကြာကြီးနေလို့ရတာပဲဒါပေမဲ့ဒီနေ့သုံးနဲ့စားရဖို့ရတဲ့ဘာလို့ လဲစားရတဲ့ဒုက္ခနော်ဘာဒုက္ခလဲစားရဖို့ရာအတွက်ရှားရတာလေအဲ့တော့တို့တွေကဒီမှာလူမျိုးတွေဆိုတော့ကျတော့သမင်းစားတယ်သမင်းစားတဲ့စိဖြစ်ဖို့ရာအတွက်အိုးအောက်ခြေကနေတစ်ခါပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်လေသမားတွေကလေမဆိုင်ခင်နှုံးတွေကဘာလို့ လဲထွန်းရတာတွေရတာတွေမရှိဘူးလားလေစားရတဲ့ဒုက္ခတွေမရှိဘူးလားနောက်တစ်ခါအဲ့ဒီထဲမှာပေါင်းနေပေါက်လာလို့ရှိရင်ပေါင်းတွေကိုတတ်ရတဲ့ဒုက္ခတွေပိုးမွားတွေပါလာလို့ရှိရင်လည်းပိုးမွားတွေရဲ့အန္တရာယ်တွေကင်းဖို့ရာအတွက်တခါတလေကြတော့လေလမအာဒီဝကြမယ်တင်ပြီးတော့ဒီလိုစိုက်ပျိုးရေးလုပ်ပေမဲ့ဒါလေတက်တဲ့ခါလဲတက်ရတဲ့ဟာတွေလည်းဒါမျိုးရှိတာပဲအဲ့ဒါကဘာအတွက်လုပ်နေတာလဲဆိုတော့စားဖို့အတွက်လုပ်နေတာပြောကြည့်ဘာအတွက်လုပ်နေရလဲစားဖို့အတွက်လုပ်နေတာပဲလေအဲ့တော့သူတို့တွေကဒီလိုမျိုးကြိုးကြိုးစားစားနဲ့လုပ်ပြီးတော့ဆံပြစ်သွားတယ်ဆံပြစ်သွားရုံနဲ့ဟောကျန်တဲ့လူတွေကသမင်းသားလို့ရပြီလားဆိုတော့မဟုတ်သေးဘူးလေအဲ့ဒီဆံဝင်နိုင်မှုရတဲ့လူတိုင်းပတ်စံမရှာရဘူးလားပတ်စံရှာရင်းနဲ့တည်သွားတဲ့လူတွေလည်းအများကြီးပဲပတ်စံရှာရင်းနဲ့ကျိုးသွားတဲ့လူတွေလည်းအများကြီးပဲပတ်စံရှာရင်းနဲ့ကန့်သွားတဲ့လူတွေလည်းမလုပ်လဲအများကြီးပဲတကယ်တော့စားရတဲ့အချိန်လေးကဘာလို့ဘာမှမကြောက်ခဏလေးပဲစားရတဲ့အချိန်ကလေဒါပေမဲ့အဲ့ဒီဟာလေးခဏသာစားရဖို့ရအတွက်ရှာလိုက်ရတဲ့ဒုက္ခနေတာမဟုတ်ဘူးနော်သမုဒ္ဒရာဝမ်းတထွာနော်တထွာမလို့တော်သေးတယ်သမုဒ္ဒရာလောက်သာဆိုတော့ပြောမနေတော့နဲ့နော်ဒီတထွာသာအတွက်ကိုအားလုံးဒုက္ခပေါင်းမြောက်များစွာနဲ့မလုပ်နေကြလဲရှ
ရှားတရားလာပဲပတ်သက်ရလာတယ်ပတ်သက်ရလာပြန်တော့လည်းဆံဝဲရတဲ့ဒုက္ခမရှိဘူးလားဟောနောက်တခါအဲ့ဒါကနေမှတခါတက်ပြီးတော့အိမ်ပြန်ရောက်ရင်ချက်ရတယ်ပြုတ်ရတယ်အိမ်ရှင်မတွေနေနေနော်စဉ်းစားကြည့်မယ်ဆိုရင်တတိကိုမိဖို့ကြောင့်လည်းထွက်တယ်မရှိဘူးဘာလုပ်လဲလို့မေးရင်တော့ဖြေတရားတော့မရှိဘူးဒါပေမဲ့အားတဲ့ချိန်လည်းရှိတာဆိုတော့လေဘာအတွက်လုပ်နေရလဲအဓိကလုပ်ရတာဘာအတွက်လုပ်ရတာလဲအဲ့တော့သင်ရှားတဲ့ဒီဒုက္ခအဲ့ဒီဟာကြီးရှားနေရတဲ့ဒီဒုက္ခကြီးကိုလည်းဒုက္ခလို့တို့တရားသိပါဘူးဒုက္ခလို့ထင်ပါဘူးနော်တခါတလေကျတော့လည်းထင်တယ်တခါတလေကျတော့လည်းမထင်တဲ့ခါကပဲမလုပ်တာလဲများနေတာပဲရှားလို့မရမှသာလေဒုက္ခလို့ထင်နေတာရှားလို့ရရင်ဒုက္ခလို့ကိုထင်ပါဗျာတကယ်တော့ဘယ်ဟုတ်မလဲရှားလို့ရတော့လေလောက်ရတဲ့အတွက်မပင်ပန်းဘူးလားဒုက္ခပဲအဲ့ဒီဟာနဲ့ရှားလို့ရတော့စားပြီးပြန်တော့လေခန္ဓာကိုယ်ကြီးကဒီတိုင်းနေတာဟုတ်ရဲ့လားမတည့်တာလေးစားတော့ယောဂတွေမဖြစ်ဘူးလားအစင်မပြေတာလေးစားတော့ကျတော့ကျမ်းမာရေးတွေချုပ်ရင်းလာတာမရှိဘူးလားဟောတချို့တွေကျတော့လေအစားမတော်တလုတ်ဆိုတဲ့အတိုင်းပဲတလုတ်စားလိုက်တာနဲ့တခါတည်းစိတ်ယုံတန်းပို့ရတာတွေရောတလုတ်စားလိုက်တာနဲ့တခါတည်းသိဉ္ဇဉ်ကိုပို့ရတာတွေရောမရှိဘူးလားအဲ့တော့ကျန်တဲ့ဒုက္ခတွေအများကြီးဒါဒီစားဖို့ရာဒီဒုက္ခကိုကနေတဲ့ဒုက္ခကြီးမဟုတ်ဘူးအဲ့ဒါကိုမသိအောင်ဘယ်သူကဘုံတာလဲအဝိဇ္ဇာကဘုံထားတာပဲဒါဒီတဲကမမြင်ရတဲ့ခန္ဓာကိုယ်ရဲ့ဓာတ်တော်ချင်းကြိုက်တဲ့ဒုက္ခဆိုတာကမမြင်ရလို့ဘလို့ဒါကပြောတရားမရှိတော့နော်အဲ့ဒီမှာစိုက်မကြည့်လို့မလို့တကယ်စိုက်ကြည့်ရင်အမြဲတမ်းဖြစ်ပြဆိုပြီးတော့အမြဲတမ်းပြောင်းလဲနေတဲ့သဘောတရားတွေမရှိဘူးလားဖြစ်လိုက်နဲ့ပြောင်းလဲနေပြီဆိုတဲ့ကောဆင်းရဲတာလားချမ်းသာတာလားဆင်းရဲပါဗျာငြိမ်လေးထိုင်နေရတာနဲ့ပြေးရတာနဲ့ဘယ်ဟာအဆင်ပြေလဲဘယ်ဟာချမ်းသာတော့အေးပေါ်ပြေးရတာဆင်းရဲတယ်မဆင်းရဲဘူးသိကျင်လို့ရှိဖို့မငြိမ်းချမ်းတဲ့နေရာသွားကြည့်ပေါ့နော်အထုပ်လေးတွေတခါတည်းပြင်ထားတာဘယ်ချိန်ပြေးရမလဲပေါ့နော်ဘယ်လောက်ထိဒုက္ခကြီးတာလဲဒီခန္ဓာရဲ့ဒုက္ခလေအဲ့ဒီဒုက္ခကိုမမြင်အောင်ဘယ်သူကဘုံတာလဲပြောဘယ်သူကဘုံတာလဲအဲ့တော့ဒုက္ခကိုဒုက္ခမှမသိအောင်ဝိဇ္ဇာကဘုံတာလဲဟောနောက်တစ်ခါသမုဒိယကိုသမုဒိယမှမသိအောင်လဲဘယ်သူကဘုံတာလဲအဝိဇ္ဇာကဘုံတာပဲသမုဒိယဆိုတာကခန္ဓာရာကြောင့်အလုပ်တွေကိုလုပ်တာလေဘာရာကြောင့်အလုပ်တွေကိုလုပ်တာအဲ့တော့သမုဒိယကိုတရားကိုကောက်လို့ရှိရင်တော့တဏှာလောဘလို့ဒီလိုပြောမှာပေါ့အဲ့တော့ဒီတဏှာလောဘကလည်းမြင်သမျှမလုပ်တာလည်းရှင်းနေတာပဲလေအိမ်ကနေအိမ်ပြင်ထွက်သွားပြီဆိုတဲ့ကောအဲ့ဒီခြေထောက်ကဘယ်ကိုဥတည်သွားလဲချစ်တဲ့သူနဲ့မုန်းတဲ့သူဘယ်သူပြီးသွားလဲချစ်တဲ့သူရှိတဲ့နေရာပဲသွားတာမုန်းတဲ့နေရာသွားတာသွားတော့သွားရင်သွားမှာပဲအဲ့ဒီသွားတဲ့ခါဆိုရင်အဲ့ဒါလည်းသမုဒိယတစ်မျိုးပဲအဲ့ဒါလည်းဘာတစ်မျိုးလဲသမုဒိယပဲအချစ်တဲ့သွားတဲ့ဟာလည်းရှိတယ်လို့မုန်းတဲ့သွားတာလည်းမရှိဘူးလားအဲ့တော့စားပြန်တော့ကြတော့လေတို့ကတဏှာနဲ့စားတာလားပညာနဲ့စားတာလားတဏှာနဲ့စားလို့မတည့်တာစားတာပေါ့ပညာနဲ့စားလို့ချင်းတည့်တဲ့ဟာစားမှာပေါ့ပညာနဲ့စားမယ်ဆိုလို့ချင်းအဲ့ဓမင်းသားရဲ့လည်းရဟန္တာဖြစ်နိုင်တာပဲလေဒါပေမဲ့တို့ကတော့ဘာဖြစ်လဲတဏှာနဲ့စားတဲ့ကမများဘူးလားကြိုက်တယ်ဆိုရင်ကြိုက်တယ်အလုပ်တိုင်းပြောရွှင်နဲ့မစားဘူးလားဘာနဲ့စားနေတာလဲတဏှာနဲ့စားနေတာလို့သိရလားသိပါဘူးငါကြိုက်လို့ငါစားတယ်ဒါပဲသိတာပဲလေဘာလို့စားလဲငါကြိုက်လို့စားတာဒါပဲသူသိနေတာပဲလေအဲ့တော့စားတော့လဲတဏှာနဲ့သွားတော့လဲဘာဖြစ်လဲဝိတော်ဘာနဲ့ဝိလဲလုံဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လှဖို့ဆိုတဲ့ရည်ရွယ်ချက်ဘယ်ဟာဦးစားပေးတာများလဲလှဖို့ရာကဦးစားပေးတာများတော့ကျတော့လှရင်ဘာမဆိုလုပ်တော့တာပဲလေအခုနောက်ပိုင်းလှဖို့ရာလက်ဆိုပြီးတော့ဝတ်လာခဲ့လိုက်တာတစ်ခါတလေကျတော့လေပါအောင်ပါသေးတာလို့တော့စဉ်းစားကြည့်ရတယ်နော်တကယ်ပြောတာအဲ့ဒါတွေကဘာအတွက်သူကသွားပြီးတော့ဝတ်တာလဲလှဖို့အတွက်ဝတ်တာလောကကြီးမှာမပေါ်တဲ့ဟာတွေပေါ်လာရင်လေမရှိတဲ့ဒုက္ခတွေကလည်းမလုပ်လာနဲ့ရှိတာလားလောကကြီးမှာတကယ်တော့မပေါ်တဲ့အရာတွေဆိုတာရှိတယ်မကောင်းတဲ့မိစ္ဆာဓမ္မမိစ္ဆာတရားတွေမတူတော်တွေရဲ့ဘာတွေလဲဆိုတော့တရားတွေဟောနောက်တစ်ခါကိုလည်းရင်ကအစိတ်ပိုင်းတွေမပေါ်တဲ့အရာတွေနော်မကောင်းတဲ့မှန်တမ်းတွေအဲ့ဒါတွေကဘာဖြစ်လဲဆိုရင်လောကမှာမပေါ်တွန်းသွင်းတဲ့အရာတွေဒါပေမဲ့အဲ့ဒါတွေကရှေ့တန်းကိုရောက်လာတဲ့မကောင်းတဲ့အရာတွေဆိုရင်လေစိုက်ဖို့တွေကြည့်ကြည့်ပါလားတရားဝဲစိုက်ဖို့နဲ့ဘီယာစိုက်ဖို့ဘယ်ဟာပုံများဒါများတာပဲလေအဲ့ဒါဆိုရင်ကြည့်မဲ့သူရှိတယ်လေနော်တစ်ခွက်တော့ဘယ်နှခွက်လက်ဆောင်လဲဒီလူတွေမေးလို့ကြတော့မရတခါကြီးတွေမေးမှရမှာနော်ဒီကိစ္စနော်တခါကြီးတွေမေးရင်ရတယ်ဒါကငယ်ကောင်မလေးတွေမေးရင်တော့ဖြစ်နိုင်တယ်ဒါနော်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့မကောင်းတဲ့ဟာတွေကပေါ်လာများလာတော့ကြတော့
မပေါ်သင့်တာတွေပေါ်လာတော့မဖြစ်သင့်တဲ့ဒုက္ခတွေကလည်းမလုပ်လာနဲ့ထောင်ကလည်းခဏခဏလှုပ်လို့ကိုထောင်ကလည်းမဖြစ်တယ်ဆန့်တယ်ကိုမရှိဘူးနော်ခဏခဏလှုပ်နေရတာပဲလေတင်းကျိုးကိုသွားကြည့်တော့လည်းမိจิตရိုသက်ကရော့သွားလားတိုးလာလားတစ်ဆက်ပြီးတိုးပြီးတော့မလာဘူးလားဟဲ့တိုးပြီးတော့လာတယ်ဆိုတော့ကိုကရှင်းတဲ့လူများလာလားတည်တဲ့လူများလာလားတည်တဲ့လူများတာပဲအဲ့ဒါမျိုးကြောင့်မပေါ်သင့်တဲ့အရာတွေပေါ်လာတော့ကြတော့မဖြစ်သင့်တဲ့ဒုက္ခတွေကလည်းမလုပ်လာနဲ့ဖြစ်လာတာပဲတို့ကလည်းအရာရာမှာဘာဥသိပြီးတော့လှုပ်လို့လဲတဏှာဥသိပြီးတော့အလုပ်လုပ်တာဘာဥသိလှုပ်တာလဲတဏှာဥသိပြီးတော့အလုပ်လုပ်တာပဲတခါတလေကြတော့လေဂုံယူနေတာပဲကိုသားကိုချစ်ရမှာပေါ့ကိုမျိုးကိုဘာလုပ်ရမှာလဲဟောချစ်ရမှာပေါ့လူပြစ်လာတဲ့ဆိုရင်ရှားသားရမှာပေါ့အဲ့ဒါတွေအားလုံးကတခြားရဲ့စကားတွေလားသမုဒိယရဲ့စကားတွေလားဒါပေမဲ့အဲ့ဒါတွေကသမုဒိယပဲငါခန္ဓာရာအကြောင်းတွေလုပ်နေတာပဲဒုက္ခရာအကြောင်းတွေလုပ်နေတာပါပဲလို့တကယ်သိရလားရဲ့အဲ့တော့အလွယ်ဆုံးဖြစ်တဲ့ဒီဒုက္ခနဲ့သမုဒိယမှာမသိရင်ဒီခက်တဲ့မက္ခနဲ့និရောဓဆိုတာကိုလွယ်ပါမလားရဲ့အဲ့တော့ဒီအဝိဇ္ဇာကသွားပြီးတော့ပုံလိုက်တာသစ္စာလေးပါလည်းမပုံဘူးလားဟောနောက်တစ်ခါတန်တရားရဲ့အစာတန်တရားရဲ့ဗါလဲလေအဲ့တော့ပြိဿသမုပ္ပါဒ်အနေနဲ့ပြောမယ်ဆိုဒီသေဝိကသမုပ္ပါဒ်စဝိုင်းကြီးကိုအလေကောင်ကနေကြောင်းတစ်ကြောင်းထားလိုက်မယ်ဆိုလို့ရှိရင်အကွက်နှစ်ကွက်ရလိမ့်မယ်ဘယ်နှကွက်ရမလဲနှစ်ကွက်ရလိမ့်မယ်ဒီမှာတစ်ကွက်နဲ့နှစ်ကွက်ကိုကြတော့ဒါပြိဿသမုပ္ပါဒ်ရဲ့ရှေ့ပိုင်းပြိဿသမုပ္ပါဒ်ရဲ့ဘယ်ပိုင်းလဲဟောဒီဘက်ကသုံးကွက်နဲ့လေးကွက်ကိုကြတော့ပြိဿသမုပ္ပါဒ်ရဲ့ဗါလဲဆိုတော့နောက်ပိုင်းဘယ်နှပိုင်းလဲတစ်နဲ့နှစ်ကရှေ့ပိုင်းသုံးနဲ့လေးကအပိုင်းဘယ်နှပိုင်းလဲအဲ့တော့ဒီအဝိဇ္ဇာရဲ့ပုံနာမှုကပရိစ္ဆသမုပ္ပါဒ်ရဲ့ပုပ္ပန္နလို့ခေါ်တဲ့ရှေ့အပိုင်းပေါ့တို့အတိတ်တုန်းကလည်းဒီခန္ဓာတွေရခဲ့လို့ဒီအိုနာတွေဒုက္ခတွေဒီလိုပဲတက်ခါကြုံတွေ့ခဲ့လိုက်ရတယ်လူပြစ်တော့လဲလူဒုက္ခနတ်ပြစ်တော့လဲနတ်ဒုက္ခမြမပြစ်တော့လဲမြမဒုက္ခအဲ့ဒီလိုမျိုးဒုက္ခတွေနဲ့ကြုံခဲ့ရတယ်လို့အတိတ်တုန်းကရောသိခဲ့ရဲ့လားမသိခဲ့လို့မလို့လုပ်ခဲ့လားမလုပ်ခဲ့ဘူးလားရဲ့ဘယ်သူကသက်တည်ပြလဲခန္ဓာကသက်တည်ပြဘာသက်တည်ပြလဲအမှန်လုပ်ခဲ့လားအမှားလုပ်ခဲ့လားသိကြလို့ရှိရင်ဘာကသက်တည်ပြလဲဆိုတော့သစ္စာဘာသစ္စာလဲတော့ဘာသစ္စာလဲဒုက္ခသစ္စာကသက်တည်ပြနေတယ်ခန္ဓာရတယ်ဆိုတာကဒုက္ခရတာလားဒုက္ခရတာလားဒါဆိုရင်အတိတ်ကသိပြီးတော့လုပ်ခဲ့တာလားမသိပဲလုပ်ခဲ့တာလားအဲ့ဒီလိုတို့တွေအတိတ်တုန်းကလည်းဥနာသေးတွေနဲ့ထက်ကလူဖြစ်တော့လဲလူဒုက္ခနတ်ဖြစ်တော့လဲနတ်ဒုက္ခလူမှာလည်းလူဒုက္ခရှိလို့နတ်မှာလည်းနတ်ဒုက္ခဆိုရှိပြီးသားနော်အဲ့တော့လူတွေမှာလည်းသာဝတ္တရေကျမ်းမာရေးတွေဒုက္ခတွေမရှိဘူးလားရဲ့ဘာခန္ဓာရဲ့အိုတဲ့သဘောတရားနာတဲ့သဘောတရားတွေမရှိဘူးလားဟောနတ်တွေမှာကတော့လူတွေလို့သာဝတ္တရေကျမ်းမာရေးဒုက္ခဆိုတွေကတော့မရှိဘူးဒါပေမဲ့သူတို့အတွက်ကြတော့လေဒီကိလေသာရှိနေတဲ့အတွက်လောဘနဲ့ပတ်သက်လို့မပူရဘူးလားပူတာပေါ့ဗျာဘယ်မပူရပဲနေမလဲရှေ့တော့ကသူကရောယီနီလို့ခေါ်တဲ့အမျိုးသမီးလေးတယောက်ကခန္ဓာကိုယ်မှာအနာတွေပေါက်ခန္ဓာကိုယ်မှာအနာတွေပေါက်လာတော့ကျတော့သူ့ရဲ့အဲ့ဒီခန္ဓာကိုယ်ကအနာတွေပျောက်ချင်တော့သူ့ရဲ့အကိုဖြစ်တဲ့အရှင်သူလို့လာကိုမေးတော့အရှင်သူလို့လာကကဲဒါဆိုရင်ကြီးရှိတဲ့လက်ဝတ်တန်တာလေးတွေကိုရောင်းပြီးတော့ကျတော့ကြောင်းလေးတစ်ဆောင်ဆောက်အဲ့ဒီကြောင်းလေးမှာမလုပ်ရမလဲဆိုတော့နေ့စဉ်တန်ရှင်းလို့တပြည့်တည်းတဲတာတို့အိမ်နာတန်ရှင်းလုပ်တာတို့အဲ့ဒီလုပ်ကိုပုံမှန်လုပ်ဆိုပြီးတော့သူ့ကိုလုပ်ခိုင်းလိုက်တာအဲ့ဒီလိုကိုလုံရင်းနဲ့တပြေးပြေးနဲ့အဲ့ဒီခန္ဓာကိုယ်မှာရှိတဲ့အနာရောဂါတွေဘာဖြစ်လာလဲပျောက်သွားတယ်နော်ကံနဲ့ကုတာပေါ့ဘာနဲ့ကုတာလဲအဲ့တော့ကံနဲ့ကုတယ်လို့ဒီလိုမျိုးပြောရမှာအဲ့ဒါနဲ့ပျောက်သွားပြီးတော့မကြခင်မှာပဲသူသေးသွားတယ်အတိတ်ကလှုပ်ခဲ့လိုက်တဲ့ပြောမယ်ဆိုလို့ရှိရင်သူ့ရဲ့တန်ရှင်းရေးလှုပ်ခဲ့လိုက်တဲ့ကုသိုလ်တွေကနေဟိုးတာဝရိတာနတ်ပြည်မှာသွားပြီးတော့နတ်သား၄ယောက်ရဲ့အလယ်မှာသွားပြီးတော့သွားဖြစ်တာအဲ့တော့လက်ပြမှာကြတော့သူကလူတွေလိုမွေးတယ်ဆိုတာမရှိဘူးမွေးတယ်ဆိုတာမရှိဘူးဆိုတော့ကိုယ်ဝင်ဆောင်ပြီးမွေးတယ်ဆိုတာမရှိတာကိုပြောတာပါနော်ဘဝရဲ့စပြီးတော့ဖြစ်ချင်းဟာဝမ်းပိုက်ကနေလွယ်ပြီးတော့ဖြစ်တဲ့တရားလည်းရှိတယ်လို့နောက်တစ်ခါဥဒဲကနေမွေးဖွားတဲ့တရားဆိုတာလည်းရှိတယ်ဝမ်းထဲကနေလွယ်ပြီးတော့မွေးဖွားတဲ့တရားကြတော့ဂဗ္ဗတေယကတရားလို့ဒီလိုမျိုးခေါ်တယ်ဥကနေမွေးတဲ့တရားကြတော့အန္တဇနော်အန္တဆိုတာဥကိုပြောတယ်နော်အဲ့တော့ဥကနေမလုပ်တာလဲဆိုတော့မွေးဖွားတာနောက်တစ်ခါကျတော့ဗာလဲဆိုတော့ကျတော့ဩပပါတိကဩပပါတိကဆိုဘွားကလေးသွားပြီးတော့ဖြစ်တာဥပမာငရဲသားတွေလူဘဝသေးသွားတယ်ငရဲကြမယ်သွားပြီးတော့ငရဲသားတရားနေနဲ့ဘွားကလေးသွားဖြစ်တာဒီလိုကိုဝင်ဆောင်နေတာဟုတ်ရဲ့လားငရဲကိုဝင်သွားဆောင်လို့ရမလားဟိုကထိုးလိုက်ဒီကထိုးလိုက်နဲ့ပြက်ကြသွားတယ်မွေးကိုမွေးလိုက်ရမှာမဟုတ်တော့ဘူးနော်ဘ
ဘယ်ရမယ်သူတို့ကဘာလို့ခေါ်လဲဩပါပါတိကပြောကြည့်ပါလေလေဩပါပါတိကနတ်တွေမြမာတွေနောက်တစ်ခါငရဲသားတွေကမ္မသိတိရှိတဲ့ပိဋ္ဌာတွေအတုတကယ်တွေအဲ့ဒါတွေတော်တော်များများပါလေဆိုတော့ဩပါပါတိကပြောပါလေလေဩပါပါတိကဩပါပါတိကနောက်တစ်ခုကကျတော့ဘာလဲဆိုတော့ကျတော့တန်တိတစားအညီဟောက်ကိုဆွဲပြီးတော့ဖြစ်တာနော်အခုဘိုးတို့ရောက်လာပြီလေရင်နေမပေါ်ဘူးလားဟုတ်ပါဘူးဘယ်ဆက်ရုံကထုတ်တာတော့ဟုတ်ပါဘူးဘယ်ဆက်ရုံမှမထုတ်ဘူးအဲ့ဒီအညီဟောက်တွေကိုဆွဲပြီးတော့မဖြစ်ဘူးလားဟဲ့ဘိုးရည်လေးခန္ဓာအဲ့ဒီဟာလေးကိုအဒီတိုင်းပဲထားလိုက်ခဏနေ၄-၅ရက်လောက်နေကြည့်ကြည့်လိုက်အဲ့ဒီမှာအကောင်လေးတွေမရှိဘူးလားဘယ်သူလားထည့်သွားတာလဲလာထည့်တဲ့လူကြည့်လားအညီဟောက်ကိုဆွဲပြီးတော့မလုပ်တာလဲလာပြီးတော့ဖြစ်တာအဲ့ဒါကိုဘာလို့ခေါ်လဲတန်တေတစားပြောကြည့်ပါလေလေတန်သေးတသားဆိုပြီးတော့ဒီလိုမျိုးရှိတာအဲ့တော့ဘဝရဲ့စဖြစ်တဲ့ပုံစံကဘယ်နှမျိုးလဲဆိုရင်၄မျိုးပြောကြည့်ဘယ်နှမျိုးလဲ၄မျိုးပါဗျာအဲ့တော့တို့ကတော့လူဆိုတော့ကြတော့ကပ္ပတေကဘောဝါကနေလွယ်ပြီးတော့မလုပ်လာလဲဖြစ်ရလက်ဒီမှာကြတော့အဲ့လိုမျိုးမဟုတ်တော့ဘူးလက်ဒီမှာကုသိုလ်ကောင်းမှုလူဘဝကလုပ်ခဲ့လို့နတ်သားတစ်ယောက်သွားပြီးတော့ဖြစ်မယ်ဆိုရင်အသက်20အသက်စိတ်ဝိညာဉ်အရွယ်သွားပြီးတော့အဲ့ပုံစံလေးသွားပြီးတော့ဖြစ်လိုက်တာအမျိုးသမီးတစ်ယောက်ဆိုရင်လည်း16နှစ်ပုံစံလေးသွားပြီးတော့သူ့ကိုသွားဖြစ်လိုက်တာစဖြစ်တုံးတွေက16နှစ်ပုံစံနောက်ဆုံးသေတဲ့ထိအောင်အဲ့ဒီပုံစံလေးတိုင်းပဲနော်။အိုတဲ့လက္ခဏာအပြင်မှာလူသားတွေတော့မပြ။တို့ကတော့ပြတယ်လေတဖြည်းဖြည်းနဲ့သပင်တွေလည်းမလုပ်လာလဲ။ချူးလာတယ်တချို့ကအသက်ကြီးလို့ယူတယ်တချို့က15နှစ်မပြည့်သေးသပင်ကချူးနေပေါ့နော်။ဘိုးပြူကမွေးလာတာမသိဘူးသူတို့ကအဲ့လိုပြောနေလာတာ။အဲ့တော့သူတို့မှာကဇရာရဲ့သဘောတရားကအများကြီးမထင်ရှားဘူး။အများကြီးမထင်ရှားဘူးဆိုပေမဲ့မရှိဘူးလားလို့မေးရင်ရှိတယ်။တခါတည်းသေးတာမဟုတ်ဘူးတပြေးပြေးအိုရင်နေမှာနာရင်နေမှာမလုပ်တာလေသေးတာလေသူတို့မှလည်းအဲ့ဒါလူတွေမှာသရာရှိလို့နတ်တွေမှာလည်းသရာမရှိဘူးလားလူတွေမှာပြာသိရှိလို့နတ်တွေမှာလည်းနားတဲ့သဘောတရားတွေမရှိဘူးလားအဲ့တော့ဒီမှာပြောချင်တာကအဲ့ဒီမျိုးသမီးတွေကလူဘဝကကုသိုလ်တွေလုပ်ပြီးတော့ကြတော့တဏှာရှိနေသေးတဲ့အတွက်ကြောင့်မို့လို့တာဝန်ကနတ်ပြည်မှာနတ်သား၄ယောက်ရဲ့အလယ်မှာသွားပြီးတော့ဖြစ်အဲ့ဒီအလယ်မှာသွားပြီးတော့၄ယောက်လုံးကဘာလုပ်လဲပိုင်နေလေ၄ယောက်လုံးကဘာလုပ်လဲ၄ယောက်လုံးကပိုင်တော့ကြတော့အဲ့ဒီနတ်သမီးလေးကို၄ယောက်လုံးကသဘောကျနော်သဘောကျတော့တယောက်တည်းလေကြိုက်တာဘယ်နှယောက်လဲ၄ယောက်နော်၄ယောက်ကဝိုင်းပြီးတော့လှုပ်တာစဉ်းစားကြည့်ပါဘယ်လိုလုပ်ပါမလဲအဲ့ဒါတို့မတော်ကြီးတွေတအားမလှကျင်နဲ့တော့တခါလေလှကျင်လုံးသွားဒုက္ခရောက်တဲ့အိတ်ချင်းတွေမကောင်းဘူးသိလားအခု၄ယောက်လည်းမှသွားဖြစ်တော့ဘယ်နဲ့လုပ်ပါဘယ်ဘက်လိုက်ပါလဲနော်အဲ့တော့တယောက်ယောက်ပြီးရင်ကျန်တဲ့လူတွေကဟောကျင်တတ်ပါအောင်မလားမကြည့်နိုင်ဘူးအဲ့ဒါ၄ယောက်ရင်မှသွားပြတော့ကြတော့ကဲဒါဆိုလို့ရှိရင်အကုန်လုံးကလည်းရကျင်နေတာလေရကျင်နေတော့ကြတော့ကဲဒါဆိုလို့ရှိရင်တို့ကတယောက်နဲ့တယောက်ဘယ်သူမှလည်းအလျှော့မပေးဘူးလေဘာလို့လဲလောဘသားလေလောဘဆိုတဲ့သဘောကပေးကျင်တာလားယူကျင်တာလားပေးကျင်တာပါဗျာပေးကျင်တဲ့လောဘဆိုရှိလားရှိပါဘူးဗျာပေးကျင်တာလောဘမဟုတ်ဘူးအာလောဘလေလိုချင်တာကဘာလဲလောဘပဲသူတို့လည်းပုထုဇဉ်ဖြစ်တဲ့အတွက်သူတို့လည်းလောဘမီလောင်တာမခံရဘူးလားငါတော့မယူပါဘူးမင်းမယူလိုက်ပါဆိုတာရှိရလားရှိပါဘူးဗျာဟိုဘက်ကလည်းရောမမင်းမယူလိုက်ပါဆိုပြန်ပေးတာရောရှိရလားရှိပါဘူးဗျာအားလုံးကမလုပ်ချင်နေရလဲအဲ့တော့သူတို့လည်းလောဘရှိတော့လောဘနဲ့ပူတဲ့ဒုက္ခတွေမလာဘူးလားရဲ့အဲ့တော့လူကောင်းနဲ့နတ်ကောင်းဒါပဲပြောင်းတယ်ကိလေသာရဲ့ပူလောင်ခြင်းသဘောတရားအားလုံးမတူဘူးလားရဲ့လူတွေမှာကတခါတည်းကျအိဒါမစ္စရိယတွေဖြစ်လို့ကလေဥတော်သူကျော်ပြတ်တာရှိကောင်းရှိတတ်လိမ့်မယ်နော်ဒါပေမဲ့နတ်တွေမှာအိဒါမစ္စရိယအားကြီးလာပြီဆိုလို့ရှိရင်တခါလဲသိတာနော်နတ်ပြည်ကြီးပဲရောက်ဖို့ကြီးပဲလဲသင်သားမနေကြနဲ့အောင်သိတာနော်ဒါကြောင့်လဲနတ်သမီးကြီးပဲသူတောင်းနေတာနတ်ပြည်ဘလို့နေရမလဲလဲအဲ့ဒါစဉ်းစားထားအောင်ကြလားနေနည်းမသိလို့မြန်ကြွသွားအောင်မယ်အဲ့ဒါလဲနော်အဲ့တော့နတ်ပြည်မှာဒေါသအားကြီးရင်လည်းအဲ့ဒါမြန်သိတတ်တယ်သူတို့ရဲ့ခန္ဓာကိုယ်သိနှုံညံ့တယ်လေတို့ကကြတော့ကြမ်းတမ်းတယ်လေဖြစ်တမ်းမှာဒေါသလားကြိုက်တဲ့လောက်ဖြစ်လောင်မှုနော်တော်တော်နဲ့မလောင်နိုင်ဘူးလေနော်ဟိုပြောမယ်ဆိုရင်တစ်သားကိုအနှစ်ကိုမီးရှို့နေတယ်လို့ပဲတော်တော်နဲ့ကုန်ရလာရဲ့အခွင့်ဆိုရင်တော့မြန်မလောင်ဘူးလားသူတို့ကြတော့သူတို့ရဲ့ခန္ဓာကိုယ်ရဲ့သိနှုတ်ညံ့လို့တော့ကြတော့အဲ့ဒီဒေါသရဲ့အရှိန်ကပြင်းတော့တခါလဲပြကြပါတယ်အဲ့ဒါသိတတ်တယ်သိလားတချို့ကြတော့လေလောဘရဲ့အရှိန်တရားအားကြီးတယ်ပြောတရားတွေကများလုံးနဲ့လှတာတွေများတော့မမြင်ဘူးလားဆိုတော့တွားပြီးတော့လိုက်ကြည့်တော်သားမျိုးရောက်ဆိုလိုမျိုးပေါ့ဗျာအဲ့တော့စားချိန်မှာမေးတယ်အိတ်ချိန်မှာမေးတယ်စားချိန်မှာမစားရင်လည်းအဲ့ဒီနက်တွေကသိတတ်တယ်စားချိန်မစားရင်လည်းမလုပ်တတ်လဲသိတတ်တယ်ဒါကြောင့်နတ်ပြည်မှာလည်းလောဘအားကြီးလာရင်စားချိန်မစားတော့ရင်သိသောတာတွေညာရှိနိုင်တယ်ဒါဘုသူဒ္ဓပြေပြောတာပါထားလိုက်ပါတော့နော်
အဲ့တော့သူတို့တွေအားလုံးပါလေလောဘရှိနေတော့လောဘရဲ့နှိမ့်ဆက်တဲ့တံကိုမခံရဘူးလားအဲ့ဒီလိုခံရတယ်ဆိုတာကပုဂ္ဂိုလ်သတ္တဝါကကွဲရင်ကွဲနေမယ်လောဘရဲ့ပူလောင်တဲ့သဘောတရားတော့အားလုံးမတူဘူးလားတူပါတယ်ဗျာအိန္ဒိယကိုသွားတော့ကြတော့နာရီတစ်ခုချအဲ့တော့အဲ့ဒီမှာသူကစကားပြန်မြန်မာစကားတက်တယ်သူကနော်ကလားစကားပြန်မြန်မာစကားတက်အဲ့တော့မတာချတာတွေ့တော့ကြအဲ့မတာမှာသူကကလားတွေကလမတွေငိုကြတာပေါ့သူတို့ကလေငိုကြတော့ကြအဲ့ဒီကောင်ကိုခေါ်ပြီးတော့မေးတာဟဲ့လာဟောအဲ့ဒါဘာတော့အဲ့ဒါမတာချတာလေအဲ့မင်းတို့ကလားငိုတာနဲ့ဒုဗမာငိုတာနဲ့တူတူပါပဲလို့ပြောတယ်ဒုဗမာငိုလိုပါပဲလို့သူပြောတော့သူကဘာပြောမှာအာရှင်ပြလေစောကအတူတူပဲဘာအတူတူပဲလေအေးအဲ့ဒီစောကအတူတူပဲလောဘဖြစ်ရင်အလုံးသောကမဖြစ်ရဘူးလားအဲ့တော့လူတွေနဲ့တွေမြမာတွေကွဲနေတာကွဲသွားလိမ့်မယ်ဒါပေမဲ့အဲ့ဒီလောဘရဲ့ပူလောင်တဲ့သဘောတရားမတူဘူးလားလူတွေတွေပဲချစ်လို့သောကဖြစ်ရတာဟုတ်ရဲ့လားကွဲနေတယ်သူသားသမီးတွေနဲ့ကွဲရတဲ့ချိန်သောကမဖြစ်ဘူးလားဖြစ်တာပေါ့ဒါကြောင့်ကိလေသာရဲ့သဘောတရားဘယ်နေရာရောက်ရောက်ကိလေသာရှိနေသေးဘာရှိတာလဲဒုက္ခရှိနေတာပြောဘာရှိနေရလဲဒုက္ခရှိနေတာပဲအဲ့ဒီလိုမျိုးနဲ့သူရောက်သွားလိုက်တော့ကျတော့အကုန်လုံးကသူပဲယူမယ်သူပဲယူမယ်ဆိုတော့တရားမင်းကြီးသွားတယ်နော်သွားပြီးတော့ခွဲခိုင်းတာဘယ်သူကရတဲ့တယ်လဲပေါ့အဲ့တော့တရားမင်းကမေးတယ်ဒါဆိုရင်မင်းတို့တွေကပြောသားမှတယောက်ကမင်းကဘယ်လောက်ထိအောင်ချစ်တယ်ဘယ်လောက်ထိချစ်လဲဆိုရင်သူ့ရဲ့ကိုမြင်တဲ့ကကျုပ်ရဲ့မျက်လုံးတွေကပဇွန်မျက်လုံးလိုပဲဘာဖြစ်သွားလဲနော်ပြုတ်ရုပ်တွေကအပြေးကိုထွက်သွားတာလေလားနော်ဘယ်လောက်ထိလှတယ်လဲဆိုတာလေလားအဲ့ဒါပဇွန်မျက်လုံးလိုပဲဟာမင်းချစ်ကလည်းကြီးလိုက်တာကွာနောက်တစ်ယောက်ပြောမင်းကတော့ဘယ်လိုလဲသူ့မြင်တဲ့ကတဲ့ရင်ဘတ်ထဲမှာစီတီးနေတယ်ဘာလို့နေလဲစီတီးနေတာပါမင်းတို့ချစ်ကလည်းမလွယ်ပါလားကွာကြီးမလိုက်တာနောက်တစ်ယောက်ထပ်ပြီးတော့မေးတယ်မင်းကတော့ဘယ်လိုလဲသူ့ကိုမြင်တဲ့ကလေပေပေါင်း100လောက်အမြင့်မှတင်ထားတယ်အလံကအလံလေးလိုပဲတဲ့ဘာလို့နေရလဲလှုပ်နေတာဘယ်နဲ့လွတ်နေတာတော့လှုပ်နေတာဘာလို့နေတာတော့ဒီမှာကိုကမေးတာမှားတာပါနော်လှုပ်နေတာဘာဖြစ်နေတာလဲရေနေဘာဖြစ်နေရလဲရေနေခုံးနေတာအေးပါဟုတ်ပါလေရေနေခုံးနေတာပါနော်နောက်တစ်ယောက်မေးကြည့်တယ်ဘယ်လိုမျိုးလဲမင်းဟာရောမင်းချစ်ကရောပြောသားမလို့နောက်တစ်ယောက်ကပြောတယ်ပေ100လောက်အမြင့်ကကျလာတယ်ရေလိုင်းတွေလိုပဲအချစ်တရားမကြည့်ဘူးလားအဲ့တော့တရားမင်းကပြောတယ်မင်းတို့4ယောက်လုံးကွာသိပြီးတော့သူ့ကိုချစ်ချတာပဲဒါပေမဲ့ငါတခုပြောဦးမယ်မင်းတို့4ယောက်ကအဲ့လောက်ပဲချစ်တာငါကသူ့မရရင်တေးမှာကဲ4ယောက်တည်းစိုးတဲ့လူနဲ့တွေ့ပါလေနော်အဲ့ဒါဒိုင်စပါအဲ့ဒါပြောတာလေ့လာနော်အဲ့တော့ဟို4ယောက်ကကဲဒီတိုင်းတော့ဖြစ်တရားမင်းသေးလို့တော့မဖြစ်ဘူးတရားမင်းပဲယူပါဆိုဘာလုပ်လိုက်ရတာပြောချင်တာကဘာလဲဆိုတော့လူဘဝမှာလည်းဒုက္ခရှိသလိုနတ်ဘဝမှာလည်းဒုက္ခမရှိဘူးလားရှိပါဗျာဒါကြောင့်ပြောတာလူဖြစ်တော့လူဟိုတယ်နတ်ဖြစ်တော့ဘာဖြစ်လဲနတ်ဟိုတာပဲလူဖြစ်တော့လေလူနာလို့နတ်ဖြစ်တော့လေနတ်နာဘာလုပ်တာလဲလူတွေနတ်တွေပဲကွဲရင်ကွဲလိမ့်မယ်အိုနာတရားတော့ကွဲတာရှိရလားရဲ့လူတွေနတ်တွေပဲကွဲရင်ကွဲလိမ့်မယ်ကိလေသာရဲ့နောက်ပြန်ချင်းခံရတာတော့အားလုံးမတူဘူးလားဟောနောက်တစ်ခါမြန်မာဘဝရောက်ပြန်တော့လေမြန်မာမှာလည်းခန္ဓာမရှိဘူးလားဟောမြန်မာမှာကတော့ဒီမှာတို့နတ်ပြည်တွေတို့လောဘတွေဒေါသတွေသူတို့ဒီမှာအဲ့လောက်ကြီးမားတဲ့အရာတွေမရှိပေမဲ့ဒေါသဆိုရင်လောဘမြန်မာပြည်မှာမရှိဘူးလေလောဘဆိုရင်ကာမဂုဏ်နဲ့ပတ်သက်တဲ့လောဘသူတို့ဒီမှာရှိရလားကာမဂုဏ်နဲ့ပတ်သက်တဲ့လောဘမရှိပေမဲ့ဘဝကိုတွဲထားတဲ့လောဘမရှိဘူးလားဒီဘဝကိုတွဲထားတဲ့လောဘလည်းပူလောင်တာပဲလေတို့တကားတွေကမတွေမစားမှမပူဘူးလားဘယ်သူရှင်းလို့လဲသူများရှင်းလို့လားကိုယ့်ဘဝကိုကိုရှင်းလို့လားသူများသိမှသို့လို့လားကိုသိမှသို့လို့လားအဲ့ဒါဘာကိုတွေ့တာလဲတဏှာလဲဘဝကိုတွေ့တာတဲ့တဏှာအဲ့ဒါကိုဘာတဏှာလို့ခေါ်လဲဆိုတော့ဘဝတဏှာပြောကြည့်ပါနဲ့လေဘဝတဏှာဘုရားဆိုရင်သူတို့မှလည်းဘဝတဏှာရှိပြီဆိုတဲ့ကွာသူတို့မှလည်းကိလေသာရဲ့လောင်ကျွမ်းခြင်းကိုမခံရဘူးလားဒါဆိုရင်အဲ့ဒီမြမဘဝရောက်တယ်ဆိုတော့မြမတရားဝထာဝရမြဲတာဟုတ်ရဲ့လားမြဲပါဗျာသူတို့လည်းသိရမှာမဟုတ်ဘူးလားတန်တန်းတစ်ခုပဲအပေါ်ကိုပြစ်လိုက်တဲ့ခဲဟာနော်အရှိန်ကုန်တာနဲ့အောက်ကိုမလုပ်လာမယ်မကြကျင်လေမကြတဲ့ဓာတ်လို့ရလားအဲ့တော့ကြောင့်30တဘုံဟာဘယ်ဘုံဘဝမှာပဲရောက်ချင်တဲ့ဘုံဘဝမှာရောက်လာတဲ့အဲ့ဒီဘဝတွေအားလုံးကဒုက္ခလားဒုက္ခလားဒါဆိုရင်အဲ့ဒီဘုံဘဝတွေရဲ့ဒုက္ခတွေရနေတဲ့သဘောတရားဘဝရဲ့ရှေ့ပိုင်းအစကိုမသိအောင်ဘုဒ္ဓရာလည်းဘယ်သူလဲအဝိဇ္ဇာပြောကြည့်ပါဘယ်သူလဲလေဝ
ဝိဇ္ဇာပဲဟောနောက်တစ်ခါနောက်ပိုင်းအစာပြောကြည့်ပါလေလေရှေ့ပိုင်းရဲ့အစာမှာတော့ဘယ်သူကဥဆောင်လဲဆိုတော့အဝိဇ္ဇာဘယ်သူကဥဆောင်လဲဟောနောက်ပိုင်းအစာကျတော့ဘယ်သူကဥဆောင်လဲတဏှာရှေ့ပိုင်းအစာကဘယ်သူလဲနောက်ပိုင်းအစာကဘယ်သူလဲတဏှာဥဆောင်တယ်အဲ့ဒီနောက်ပိုင်းအစာမှာလည်းဒီလိုပဲအတိတ်တုန်းကလည်းခန္ဓာတွေရခဲ့လို့ဒုက္ခတွေရခဲ့လိုက်တယ်ဟောပြစ္ဆုတ်ပံမှာလည်းအဲ့ဒီခန္ဓာတွေရကြောင်းတွေတက်ပြီးတော့မလုပ်ဘူးလားလုံးလေလေးဒီမှာနံပါတ်3ဘက်ကိုကြည့်ကြည့်လိုက်ဗာသစ္စာလဲသမုဒယသစ္စာပြောဗာသစ္စာလဲအားလုံးဒီကသမားတွေအားလုံးဒါနာလေးမပြုဘူးလားဟောဒါနာလေးပြုတယ်တခါတည်းကျတော့ပန်းလေးတွေကတာမရှိဘူးလားပန်းကတ်လို့ရှိရင်ဘာအကျိုးရလဲဘယ်ခြေနဲ့ဘကိုလည်းနားရတာပေါ့နော်အဲ့တော့ပန်းကတ်လို့ရှိရင်ပန်းလို့လှပဘဝရုပ်ရည်ဗါလဲလေပန်းလေးလို့တော့ပန်းလေးလို့မလှခြင်းဘူးလားပန်းလေးလို့လှခြင်းတယ်ဆိုတော့ဘဝမရှိဘဲနဲ့ပန်းလေးလို့လှလို့ရလို့လားဒါဆိုရင်ပန်းလူရင်းနဲ့ဘာကိုတောင်းပြီးတော့လှတာလဲဘဝကိုတောင်းလို့လားဘာကိုတောင်းလို့တာလဲဘဝကိုတောင်းလို့တာဆိုတော့အခြားလားသမုဒိယလားရဲ့ပြောကြည့်အခြားလားသမုဒိယလားဒီလေသမုဒိယရဲ့လက်ချက်နဲ့လေဒါနာလေးပြုတယ်ဘာပဲပြုကျင်တဲ့အရာပြုပါအကောင်းမှုတွေအားလုံးပြုတဲ့အရာတွေအားလုံးမှာရှိရတယ်ဘဝကိုလိုချင်တဲ့တဏှာတွေပါလားမပါဘူးလားရဲ့ဆွမ်းလူရဲ့အကျိုးဘယ်နှမျိုးလဲရေလူရဲ့အကျိုးဘယ်နှမျိုးလဲအဲ့ဒါတွေရောလိုချင်ဘူးလားဟောကျောင်းဆောင်လို့ရှိရင်ဖြစ်လျာဘဝမှာအစာအုပ်တွေကောင်းကောင်းနဲ့နေရတဲ့မရချင်ဘူးလားရချင်တယ်ဆိုတာအခြားလားသမုဒိယလားသမုဒိယပါဗျာအဲ့တော့အစာအုပ်ကောင်းကောင်းနဲ့နေချင်တယ်ဆိုတဲ့ကဘဝမရှိဘဲနဲ့နေလို့ရရဲ့လားဒါဆိုလို့ရှိရင်အဲ့ဒီအစာအုပ်ကောင်းကောင်းနဲ့နေချင်တယ်ဆိုတာအခြားကိုတောင်းတတာလားဘဝကိုတောင်းတတာလားဘဝကိုတောင်းတတယ်ဆိုတဲ့ကအခြားဖြစ်တာလားလောဘဖြစ်တာလားဟဲ့ဒါကြောင့်မလို့ဒီပစ္စုပန်မှာလည်းခန္ဓာရာကြောင်းတွေထပ်ပြီးတော့မလုပ်ဘူးလားဟဲ့အတိတ်ကလည်းခန္ဓာရာကြောင်းတွေမလုပ်ခဲ့ဘူးလားဟောဒီလိုလုပ်ခဲ့လို့ရှိရင်ဒီလိုဒုက္ခတွေရမယ်ဆိုတာသိခဲ့ရလားဟဲ့မသိခဲ့တဲ့အတွက်မလုပ်ခဲ့ဘူးလားဟောအဲ့ဒါမို့ကြောင့်အတိတ်တုန်းကလုပ်ခဲ့လို့မလို့ဆရာတော်ကြီးကပြောတယ်အတိတ်တုန်းကလုပ်ခဲ့တဲ့တစ်ဖက်ကံဘယ်တစ်ဖက်ကံလဲအတိတ်တုန်းကတော့ကံတယ်ဒီပြစ္ဆုတ်ပံမှာကျတော့မြင်ပြီလားဆိုတော့မမြင်မြန်ဘူးထပ်ပြီးတော့ဘာလေးပဲလို့ဒီလောဘကဥဆောင်ပြီးတော့မသွားဘူးလားအဲ့လူတစ်ခုလုပ်မယ်ဆိုရင်လည်းဘယ်ကြောင်းသွားတာများတော့သိတဲ့ကြောင်းနဲ့မသိတဲ့ကြောင်းဘယ်ကြောင်းသွားဘယ်သူဥဆောင်လဲဒီလောဘဥဆောင်တာမဟုတ်ဘူးလားလူကျင်တယ်ဆိုလို့ကျင်တယ်သိတယ်လို့လည်းမသိတယ်လို့ဘယ်သူလူကျင်တာများလဲဘာဥဆောင်တာတော့တဏှာဥဆောင်တာမလူနဲ့လို့ပြောတာလားတဏှာဥဆောင်တဲ့သဘောတရားကိုပြောနေရလားဒါဝန်နားလည်ဖို့တော့လိုတယ်နော်တဏှာဥဆောင်ပြီးတော့ဘယ်လိုဖြစ်နေရလဲလုပ်နေတာပဲလေအဲ့တဏှာဥဆောင်တယ်ဆိုတဲ့ကသစ္စာအနေနဲ့ပြောရင်အခြားသစ္စာလားသမုဒိယသစ္စာလားဆိုရင်ဒါဆိုရင်အတိတ်တုန်းကလည်းဒုတွေခန္ဓာရာကြောင်းတွေလုပ်ခဲ့လို့မလို့မသိခဲ့လို့လုပ်ခဲ့တယ်တစ်ဖက်မကန်းခဲ့ဘူးလားဟဲ့ပြစ္ဆုတ်ပံမှာလည်းထပ်ပြီးတော့ခန္ဓာရာကြောင်းတွေထပ်ပြီးတော့လုပ်တယ်ဆိုတော့တစ်ဖက်မှာထပ်မကန်းဘူးလားဒါကြောင့်ဘုရားဆရာတော်ဘုရားကြီးကပြောတယ်ဇုံလုံးကန်းနေဘာတွေလဲပြောကြည့်ဘာကန်းနေလဲမြတ်စွာဘုရားရဲ့လက်ထက်တုန်းကမာတိကာမာတာနာမည်ပြောကြည့်ပါဦးသူလဲမာတိကာမာတာဆိုတဲ့အမျိုးသမီးတစ်ယောက်ရှိတယ်တိတ်ပြီးတော့ထူးချွန်တဲ့အမျိုးသမီးတစ်ယောက်ပဲသူ့ရဲ့လေသားကိုရဟန်း900ကြွလာလို့မလို့သူကဘာလုပ်လဲဆိုတော့အဲ့ဒီရဟန်း900ကိုဆုံးဖြတ်ကိစ္စတွေနဲ့သူကစီမံဆောင်ရွက်ပေးတာအဲ့လိုစီမံဆောင်ရွက်ပြီးတော့အဲ့ဒီရဟန်းတွေပြန်ကန်ဒီမှာတရားလေးတွေဟောသွားတယ်ပေါ့ဟောသွားတဲ့တရားတွေကိုသူကလည်းနာဂတရားနာဉာဏ်ကခန္ဓာနဲ့ပြောကြည့်ပါပါလေနာဂတရားနာဉာဏ်ကခန္ဓာနဲ့နာဂတရားနာလိုက်တဲ့ဉာဏ်ကကြတော့ဟောဒီခန္ဓာရဲ့ဖြစ်ပျက်တွေကိုရှုလိုက်တာတရားနာလိုက်ရှုလိုက်တရားနာလိုက်ရှုလိုက်နောက်ဆုံးမှ तू ကအနာဂတ်ရေဆုံးတည်သွားတယ်ဟောတဲ့ဘုန်းကြီးကနောက်ကြံခဲ့တယ်နော်တက္ကမအရင်ဆုံးပါဖြစ်သွားတယ်အေးဘယ်သူကရှေ့ရောက်မယ်ဘယ်သူကနောက်ရောက်ရမယ်ဆိုတာကအဲ့ဒါသဘာဝကဘယ်သူနံပါတ်1ဆိုတာဒီလိုမျိုးပြောထားတာမရှိဘူးလုံးတဲ့သူရှေ့ရောက်ရေးပဲဘယ်သူရှေ့ရောက်ရေးလဲလုံးတဲ့ဒီစနစ်မှန်ဖို့မလိုဘူးလားဒီဇိုင်းမှန်ဟောလို့ဖို့မလိုဘူးလားတချို့ကြလည်းအားငယ်ငယ်နဲ့ပြောကြတယ်ရှင်ဘုရားတို့ကဒီပါလေတပည့်တော်တို့ကဘာမှမသိတော့မနေဘူးအားမငယ်နဲ့လုံးတရားရှိတာမဖြစ်ရလဲလုံးနေတဲ့လူတွေရှေ့ကိုရောက်နိုင်တာမရောက်နိုင်ဘူးလားရောက်နိုင်တယ်အခုဒီမှာဘုန်းကြီးတွေကဟောတယ်ဒကမကဟောတယ်ဟောတဲ့အချိန်မှာနာဂတရားနာဉာဏ်ကခန္ဓာလဲသူကရင်လုံးနာဂန်တီအနာဂန်တီတဲ့နေရာတော့မှဒီတိုင်းပဲသူကတည်တာမဟုတ်ပဲနဲ့
တကူပိန်နေပါရပြီးတော့ तू ကဘာလုပ်သွားလဲအနာဂတ်တီးသွားတာအဲ့တော့ကျတော့ तू ကဒီဆရာတော်တွေငါကျေးဇူးကြီးတယ်ငါဆရာတော်တွေကြည်အောင်မှပဲဆိုကြည်လိုက်တယ်တပါမှမတ်ဖို့မရသေးဘူးမတ်ဖို့မရသေးလို့မလို့ဘာကြောင့်မရတာလဲလို့ तू ကပြန်ပြီးတော့စမ်းသစ်ကြည့်လိုက်ပြန်တော့ကြတော့သူတို့မှာအာဟာရတပ်ပါရမျှတမှုမရှိတာတပ်ပါရဆိုတာကမျှတမှုဆိုတာလို့တယ်နော်အဲ့တော့အာဟာရတပ်ပါရဥဒုတပ်ပါရဘောဇနာတပ်ပါရနောက်တစ်ခါပုဂ္ဂလတပ်ပါရအများကြီးမရှိဘူးလားရဲ့တရားလုပ်တယ်ဆိုတာမလွယ်ဘူးတခါတလေကျတော့အစင်ပြေပဲထင်ပြီးတော့ထိုင်ကြည့်တယ်ဘာမှကိုဖြစ်ပြလည်းမမြင်ဘူးနောက်ဝင်လေထွက်လေလည်းမတွေ့ဘူးတခါလေကျတော့လည်းမပြေဘူးထင်ပြီးတော့ထိုင်လိုက်တယ်အဲ့ဒီနေ့ဟာငြိမ်လို့အေးလို့ဒီလိုမျိုးဖြစ်နေရတယ်မရှိဘူးလားရဲ့မြတ်တဲ့နေ့မှာကောင်းတာပဲဟင်းချက်တဲ့နေရာမှာစာပလာစုံအောင်ထည့်လိုက်လို့မြတ်တာထည့်လိုက်ရင်စားလို့မကောင်းလားရဲ့တခုခုပိုးသွားရင်စားလို့ကောင်းသေးလားတခုခုရော့ရင်မစားလို့ကောင်းသေးလားအခုလည်းပြောချင်တာတရားထိုင်တယ်ဆိုတာကမြတ်အောင်လုပ်တာဘာဖြစ်အောင်လုပ်တာလဲဒါကြောင့်မှမက်ခင်မှာကာလကမက်ခင်၅ပါးဆိုတာမရှိဘူးလားအဲ့ဒီ၅ပါးကဟန်ကျက်ညီညီအလုပ်လုပ်လိုက်ရင်အဲ့ဒီနေ့ကပြည့်ပြည့်လည်းမြင်တာပဲဝင်လေထွက်လေလည်းမလုပ်တာလဲမှတ်နိုင်တာပဲအဲ့ဒီတစ်တိုင်းအတွင်းမှာပြည့်ပြည့်မြင်ပြည့်ပြည့်ပုံပြည့်ပြည့်အသုံးပြည့်တဲ့မဉ္ဇဉ်ပူဉ္ဇဉ်တွေရောမရနိုင်ဘူးလားကြိုက်သွားတဲ့နေရာဟင်းချက်တဲ့နေရာမှာစာပလာမြတ်တာထည့်နိုင်တဲ့နေရာစားလို့ကောင်းတယ်လို့ပဲကာလကမက်ခင်၅ပါးပြတဲ့နေရာမဖြစ်တာလေလောကီမက်ခင်၈ပါးပြည့်ဖို့ရတဲ့အာကြီးတဲ့ထောက်ပံ့ဖြစ်တာပဲအဲ့လိုသဘောပေါက်လားအဲ့တော့ဟိုမှာကဘောဓနာသဗ္ဗယမမြတာလို့အဲ့လိုဖြစ်တာလို့သိတော့ကြတော့အဲ့ဒီဘုန်းကြီးတွေအပါ900ကို तू ကတကုန်းနဲ့ကြည့်တယ်ဘယ်ဘုန်းကြီးကဘာစားမှအဆင်ပြေမယ်ဆိုသိတော့လာတဲ့ဘုန်းကြီးတွေအားလုံးကို तू ကဘာလုပ်လဲဆိုရင်အဲ့ဒီသူတို့နဲ့ညတာမယ်ဟာလေးတွေလောင်းလောင်းလူလွတ်တာအဲ့တော့ဘုန်းကြီးတွေကသဘောတွေကြားတယ်နော်အံ့ဩနေတာဟာငါတို့ဆန္ဒဖြစ်တဲ့ဟာလေးတွေလူပေါ်ရတယ်ငါတို့ဆန္ဒဖြစ်တဲ့ဟာလေးတွေလူပေါ်ရတယ်ဒီလိုမျိုးနဲ့တို့ကလည်းမလုပ်နိုင်ရလဲချင်းသူတင်နေတာအဲ့တော့တို့ဒီမှာဒီနေ့လူတန်းကြတယ်လူရှင်လူမာတယ်ဒါဝမ်းမြောက်ဝမ်းသာဖြစ်ရမှာနော်အားတော့မရှိဘဲနဲ့တရားထိုင်လို့ရလားမရပါဘူးမြတ်စွာဘုရားတော်ထဲမှာ6နှစ်ဘယ်နှစ်နှစ်လဲ6နှစ်နောက်ဆုံးမစားဘဲနဲ့ကျင့်တယ်မပေါက်ဘဲနဲ့ကျင့်တယ်မတောက်ဘဲနဲ့ကျင့်တယ်မပါဘဲနဲ့မလုပ်လဲဒါပဲဘုရားမဖြစ်ဘူးအဲ့ဒါဘုရားမဖြစ်လို့အဲ့ဒီကျင့်ကိုစွန့်ပြီးတော့အာနာပါနပြန်ရှုမယ်ဆိုတော့ကျတော့အားမရှိတော့ဘယ်လိုမှလုပ်လို့မရတော့ဘူးလေကဲအဲ့ဒါနဲ့ဆုံးခံထွက်သားမယ်ဆိုဆုံးခံပြန်ပြီးတော့ထွက်မစားရအောင်လားအဲ့ဒီအာဟာရကအထောက်ပံ့ပေးလိုက်လို့ဝင်လေထွက်လေကိုလည်းသူမလုပ်နိုင်တာလေမှတ်နိုင်တာအဲ့ဒီဝင်လေထွက်လေကိုမှတ်ပြီးတော့ဒီဝင်လေထွက်လေပေါ်မှာပဲအာတိုးတဲ့သဘောတရားလေးကယုတ်တရားတိုးမှန်းသိတာလေးကနန္တရားယုတ်တရားလေးကလည်းဖြစ်ပြီးတော့ပြတ်သွားတယ်နန္တရားလေးကလည်းဖြစ်ပြီးတော့မလုပ်သွားလဲအဲ့ဒီနန္လေးမှာအကြောင်းကျိုးသည်ယုတ်နံသည်ဖြစ်ပြသည်ဖြစ်ပြမြင်ဖြစ်ပြမုံဖြစ်ပြသုံးနောက်ဆုံးကစုံလားပြည့်နေမှာဘာသွားဖြစ်တာလဲဘုရားသွားပြီးတော့မဖြစ်ရဘူးလားဒါကြောင့်တရားအားထုတ်တဲ့နေရာမှာအာဟာရလည်းအရေးမကြီးဘူးလားအရေးကြီးတယ်ဒါကြောင့်လူချင်းလူမတွေတို့ဒီနေ့အာဟာရတွေလူတန်းဝင်ရတယ်စွန့်နေစက်ကပ်ဝင်ရတယ်တို့လူတန်းခဲ့လိုက်တဲ့အာဟာရလေးတွေသုံးဆောင်ပြီးတော့တရားနာနေရတယ်တွေ့ဘလောက်ကြည်နူးစရာကောင်းလဲဟောတရားနာနေတာတွေ့ဘလောက်ဝမ်းမြောက်စရာကောင်းလဲအထုသာမန်လူနေတာမဟုတ်ဘူးကိလေသာကိုတတ်တဲ့အလုပ်ကိုလုပ်နေတဲ့ပုံကိုယ်တွေကိုတို့လူတန်းဝင်ရနေတာပဲဝမ်းမြောက်ဝမ်းသာဖြစ်ဖို့မကောင်းလားအဲ့တော့ဒီမှာအာဟာရကိုစားရတဲ့ပဲအဲ့ဒီရန်တွေလည်းပြပြပြနဲ့မတ်တွေရလာတယ်ဖိုးတွေရလာတယ်အဲ့လိုရတဲ့တရားမှာတပါးသောရဟန်းကသူထူးထူးဆန်းဆန်းပဲသူကလေအဲ့ဒီကမှကြီးကျေးဇူးကြီးလိုက်တာငါသူ့ရဲ့ကတ်တဲ့ဆုံးကိုစားရလို့မလို့ငါဒီမှာမတ်ဖို့တွေရလာပဲအဲ့တော့ဒီကမှကြီးရဲ့အကြောင်းကိုကြည်အောင်မယ်ဆိုပြီးတော့သူကလည်းဇန်လေးပါးတွေရပြီးတော့ကြည်တာကြည့်ရတော့ဒီဘဝမှာလည်းအားလုံးဆင်ပြေနေတာပဲလေအားလုံးဆင်ပြေနေတာတွေတွေ့ပြီးတော့အတိတ်ဘဝကိုပြန်ပြီးတော့ကြည်လိုက်ဒီဘဝကနေဒုတိယဘဝကြည့်လိုက်အဲ့ဒီဒုတိယဘဝမှာဘာသွားတော့လဲဆိုတော့အဲ့ဒီကြည့်တဲ့ယဟန်နဲ့အဲ့ဒီဒကမာကြီးတွေကသွားပြီးတော့ဇနိမောင်နှံသွားတော့တယ်အဲ့ဒီတော်တဲ့ဘဝမှာအဲ့ဒီဒီမာတိကမာနာအလောင်းလျာအဲ့ဒီအမျိုးသမီးတက်လို့အဲ့ဒီယဟန်ကသိခဲ့ရတယ်ဒါနဲ့သူဘဝကိုဆက်ပြီးတော့ကြည့်လိုက်တယ်ဘယ်လောက်ထိအောင်ဆက်ကြည့်ရလဲဆိုတော့90နဲ့9ဘဝပြောဘယ်နှဘဝလဲ99ဘဝလုံးများအံ့ဩစရာကောင်းတယ်အဲ့ဒါသူတို့ဇနီးမောင်နှံတယောက်ဒီလိုပဲဖြစ်ခဲ့လိုက်99ဘဝလုံးအဲ့ဒီအမျိုးသမီးတက်လို့သူမလုပ်ခဲ့တာလေဘဝရဲ့ဒုက္ခအတိတ်ကတို့ဘလို့ကျင်လည်ခဲ့ရတယ်ဆိုမသိဘူးတခါလေတို့ကတော့သွားချစ်နေတာကိုယ်တက်ခဲ့တဲ့လူလားလဲမသိဘူးကိုယ်ကတက်ခဲ့တဲ့လူလားဟောသိရလားမသိချင်းမောမြောင်များစွာနဲ့တန်တရားကြီးမှာလဲနေရတော့ကြတော့တို့တွေအားလုံးရလာတာကအချရမလားဒုက္ခရမလားအဲ့ဒါကိုကြည့်ပြီးတော့အဲ့ဒီယဟန်ကတာဝေကနေရလိုက်တာစိတ်ထဲမှာလည်းလေအဲ့လိုတွေရတဲ့ဟာကိုအဲ့ဒီယဟန်အဲ့လိုကြည့်နေတာကို
အဲ့ဒီမာတိကမာတာကလည်းပြန်ပြီးတော့တကုန်းနဲ့ကြည့်သူ့ရဲ့စိတ်စဉ်ဘလို့ဖြစ်နေရလဲဆိုတာပြန်ပြီးတော့ကြည့်လိုက်တဲ့အချိန်မှာအဲ့ဒီလိုဖြစ်နေတာလည်းမြင်တော့ဒကမာကြီးကသူ့ကိုတကုန်းနဲ့လမ်းပြောတယ်အရှင်ဘုရားရဲ့90နဲ့9ဘဝရဲ့အထက်ကိုနည်းနည်းလေးတက်ကြည့်လိုက်ပါဦးနည်းနည်းလေးတက်ကြည့်လိုက်ပါဦးဆိုတက်ကြည့်လိုက်တဲ့အချိန်ကျတော့အဲ့ဒီအမျိုးသမီးက9ဘဝတိုင်တိုင်နဲ့အဲ့ဒီယဟန်အလောင်းလျာမသေးဘူးရတော့ရှေ့ရတယ်အသေးခံပြီးတော့ကာကွယ်ပြီးခဲ့တာဘဝတည်းရနော်တကယ်တွေးကြည့်တခါလေရှက်ပဲရှက်ပြရတန်ဝေကလည်းသိရတရားကောင်းတယ်အရင်ဘဝကသားဖတော့ခဲ့လားမသိဒီဘဝလင်မယားလာတော့ရင်လည်းမလုပ်နေရလဲတော့နေတာပဲအရင်ဘဝကဟိုမှာကမောင်နှမတော့ခဲ့လားမသိဒီဘဝကျတော့လည်းလင်မယားတော့ရင်လည်းမလုပ်နေရလဲတော့နေတာပဲအရင်ဘဝကတော့ဒီနေ့ကဒီဘဝဒီမြလို့ပြောဒီဘဝမှာလာချစ်ချင်လည်းမလုပ်နေသေးရလဲချစ်နေသေးတာပဲဒါပေမဲ့အဲ့ဒီဟာတွေကိုတို့တွေသိခဲ့ရလားဟဲ့မသိအောင်ဘုန်းတာရှားကဘုန်းတာလားအဝိဇ္ဇာဘုန်းတာလားဒါကြောင့်ဒီပရိစ္ဆသမုပ္ပါရဲ့ရှေ့ပိုင်းအဆက်ကိုဘုန်းတာလဲဘယ်လိုလဲအဝိဇ္ဇာနောက်ပိုင်းအဆက်ကိုဘုန်းတာလဲဘယ်လိုလဲအဲ့ဒီအဝိဇ္ဇာကဘုန်းနေတာဗရဏနာရှိသွားပြီလေ6ဌာနဟောနောက်တစ်ခါရှေ့ပိုင်းနောက်ပိုင်းတစ်ခုလုံးကိုလည်းမလုပ်လဲဘုန်းတယ်ဘာလို့ဘုန်းလဲဟောရှေ့ပိုင်းနောက်ပိုင်းတစ်ခုလုံးကိုလည်းဘုန်းသလိုနောက်နံပါတ်8ကဘာထပ်ပြီးတော့ဘုန်းတယ်လဲဆိုလို့ရှိရင်ဟောဒီပဋိစ္စသမုပ္ပါတစ်ခုလုံးကိုလည်းမလုပ်လဲဘုန်းထားတယ်အဝိဇ္ဇာကြောင့်သင်္ခါရဖြစ်တယ်သင်္ခါရကြောင့်မလုပ်လဲဝိညာဉ်ဖြစ်တယ်ဆိုတာသိခဲ့ရလားမသိခဲ့ဘူးလားတို့လည်းမသိခဲ့ဘူးဒီဘဝမှာသာစာသင်လို့ဒါတော့မနေကြိုးစားကြရတာနော်ထက်ကပြောရင်းနဲ့ပြောပါများလို့နာမဝလာလို့ဒါသိတယ်လို့ပြောတာတယောက်တည်းဆိုကကြီးဖြောင်းနေတာမဟုတ်ဘူးသိလားဒါပေမဲ့ရှိရနေနည်းနည်းလေးဆိုပြလိုက်ရင်တော့အစာလေးလုပ်ပြလိုက်တော့နောက်ကတော့ဝိသပြည့်စရာဆိုဘာလုပ်လဲနည်းနည်း follow လေးတော့လိုက်တတ်တယ်နော်မဆိုးဘူးအဲ့ဒါကြားရတယ်ကျေးဇူးပေါ့အလကားဟုတ်ရဲ့လားတန်ဖို့မရှိဘူးလားဒီလိုစကားတွေကလည်းတော့၄အားသိချင်းကဘာလိမ့်နေမှာဘာလို့ရတာလဲကြားထဲမှာတို့ကြားခဲ့ရရဲ့လားဟောတဲ့လူရောရှိခဲ့ရဲ့လားတို့ဟောနာခဲ့ရရဲ့လားအဲ့တော့ဘလောင်လေးပဲကြားရတယ်ပဲပြောဒီသစ္စာတရားတွေနာကြားခွင့်ရတယ်ဆိုတဲ့ကွာတရင်ကတက္ကနာတော့အဝိဇ္ဇာကိုဘာလို့တာလဲမဖြောက်နိုင်ဘူးလားဖြောက်နိုင်တယ်လေနော်ခန္ဓာသိတယ်မဖြောက်နိုင်ပေမဲ့ဉာဏ်သိတယ်တော့ဖြောက်လို့မရဘူးလားအဲ့တော့ဒီရဏပညာဘာနာပညာနဲ့မပယ်နိုင်ပေမဲ့ညာတပညာနဲ့တော့မလုပ်နိုင်လေအဲ့လိုသဘောပေါက်လားဘာသာဆိုလို့ရှိရင်အဝိဇ္ဇာကဘယ်နှခုဖုံးလဲ၈ခုဖုံးခဲ့လိုက်တယ်ဒုက္ခကိုလည်းမဖုံးဘူးလားသမုဒယကိုလည်းမဖုံးဘူးလားဟောနောက်တစ်ခါသစ္စာတရားတွေကိုလည်းမဖုံးဘူးလားကောင်းတဲ့သစ္စာတရားဖုံးခဲ့လို့အတိတ်တန်တရားကိုလည်းမဖုံးဘူးလားဟောနောက်တစ်ခါအနာဂတ်တန်တရားကိုမဖုံးဘူးလားဟောတန်တရားရဲ့ရှေ့ပိုင်းနောက်ပိုင်းတစ်မျိုးလုံးကိုမဖုံးဘူးလားဟောနောက်တစ်ခါပဋိစ္စသမုပ္ပါတရားတွေရောမဖုံးဘူးလားအဲ့ဒါဖုံးတာကဘယ်သူရဲ့လို့လဲအဝိဇ္ဇာရဲ့အလုံးပြောဘယ်သူရဲ့လို့လဲအဝိဇ္ဇာကဖုံးလိုက်တော့ဒီမှာတဏှာကြီးကလည်းမလိုချင်ဘူးလားလိုချင်တာပေါ့အဝိဇ္ဇာကမသိအောင်ဖုံးပေးလိုက်တော့ဒီလိုပဲတဏှာကြီးကခင်းတွယ်တာပဲလေမစင်အိုးကိုရွှေနှုတ်ထားကြည့်လိုက်လေအပြင်ကလည်းရွှေအိုးလို့ရေးထားလိုက်အားလုံးမလိုချင်ဘူးလားအဲ့ဒီထဲမှာဗာထည့်ထားလဲဒါပေမဲ့အပြင်မှာဗာတုတ်ထားလဲအေးလေတို့လည်းဒီမှာပဲနည်းနည်းပါးပါးကြည့်လိုက်တော့နည်းနည်းပါးပါးရေလေးပါလေးချိုးတနခါလေးပါလေးဝတ်သားလေးပါလေးနဲ့ကြည့်လိုက်တော့ကိုလည်းဘယ်လိုနေလဲဟောအေးဟုတ်ပါတယ်လှသလိုနေပါတယ်လှပါတယ်တကယ်လည်းလှပါတယ်နော်လှသလိုနေပါတယ်လူသားမှအားပြတ်နေပါနဲ့နော်အဲ့တော့တဏှာနဲ့ကြည့်ရင်တော့လှသလိုလို့မနေဘူးလားနေပါတယ်ဗျာတကယ်အဲ့ဒီတဏှာနေရာမှာအဲ့ဒီအဝိဇ္ဇာနေရာမှာအဖြစ်ပြီးတော့ဝိဇ္ဇာနဲ့ကြည့်လိုက်တော့ဒီကံတာကိုယ်တွေကလှတဲ့နေရာဘယ်နေရာရှိကိုမျက်နှာကိုမှန်မလို့ကြီးနဲ့ဆွဲကြည့်တွေ့ကြည့်နော်ဂိတ်ကုန်တိအောင်ဆွဲနော်ပုံချင်းမောက်တစ်ပေါက်ကိုဟိုမှာကြည့်ကြည့်လိုက်နော်တထောင်လောက်တွင်းကြီးတွေဖြစ်နေတာအဲ့ဒီတွေကနေစီကြီးတွေဘာလုပ်နေရလဲထွက်နေတာလေအဲ့ဒီစီကြီးတွေထွက်နေတဲ့ကိုဒီကနာကိုရတာရရလားယွန်းနေရလားအဲ့ဒါလေးနဲ့ကိုင်းကြည့်ပြီးတော့နန်းကြည့်လိုက်ပါလားဟာမွေးလိုက်တာကဘာကြော်ရင်မွေးနဲ့တစ်ထပ်သေးပဲရှိရလားဒီကနာကိုကဘယ်နန်းကထွက်တာမွေးတာထက်တာနန္နာထွက်လားနန္နာထွက်တယ်ဆိုတဲ့ကွာဒီထဲထဲမှာခန္ဓာကိုယ်ကြီးကပန်းပွင့်နေတာလားပုတ်နေတာလားဒါကြောင့်ပြောတာအပုတ်ကောင်မလုပ်ထားတာလေအဲ့ဒီအပုတ်ကောင်မှာအဝိဇ္ဇာလေးနဲ့ဖုံးလိုက်တနခန်းလေးနဲ့ဖုံးလိုက်ရေလေးချုပ်ပြီးတော့ဖုံးလိုက်အဲ့လိုဖုံးလိုက်တော့လှတယ်လို့မထင်ရဘူးလားအဲ့လိုလှတယ်လို့ထင်တယ်ဆိုတာကတခြားကဖုံးတာလားအဝိဇ္ဇာကဖုံးတာလားအဝိဇ္ဇာကဖုံးတာတော့တဏှာကသွားပြီးတော့မကြိုက်ဘူးလားတဏှာကလည်းသူကကြိုက်တဲ့အလုပ်ပဲသူသိတယ်ဘာမှမသိနော်ဒါကြောင့်ပြောတယ်အချစ်မှာဘာမရှိဘူးလေဒီဟုတ်ပါလေအချစ်မှာမျက်သိမရှိပါဘူးနော်
သူကလည်းဘာမှညံတာမပါတော့ဘူးဆိုရင်ဘာလို့တော့တာလဲချစ်တော့တာပဲချစ်ရမှန်းလည်းမသိမရှိရမှန်းလည်းမသိပဲမချစ်ရမှန်းသိရပဲဒီခန္ဓာကိုယ်ကြီးကိုချစ်လာတော့သက်သာတရားလုံးဒုက္ခတွေမရခဲ့ဘူးလားအတိတ်ကလည်းမချစ်ခဲ့ဘူးလားအခုလည်းမချစ်ဘူးလားချစ်လို့မလို့ပြောတာလဲငါမထိနဲ့နော်ထိရင်သေးပါမယ်အားလုံးကမှဘာမှတ်ဟောမှလာသေးတာနော်ဘု து ချစ်လို့ပြောဘု து ချစ်လို့ကိုချစ်လို့မလို့ကိုမကာကွယ်ဘူးလားကာကွယ်တဲ့ဒီခန္ဓာကိုယ်ကြီးကသူ့ပါလားအတုပါလားနေဆာလားအနေဆာလားဒုက္ခလားဒုက္ခလားအတ္တလားအနတ္တလားငါတို့ကချစ်လို့ကာကွယ်နေတာသူ့တကယ်ရှိတာကောင်းတာဟုတ်ရဲ့လားအဲ့ဒါမသိတော့ဘုန်းတော်လားဘယ်လိုလဲအဝိဇ္ဇာကဘုန်းလိုက်တော့တဏှာကြီးရတယ်မကြိုက်ဘူးလားလာသာသမျှ तू ကအကုန်လုံးမလုပ်ပါနဲ့ကြိုက်မှာပဲဟိုကဘုန်းတော်ရဲ့ကြိုက်မှာတိမှမသိတဲ့ဟာကြီးဥစ္စာကို तू ကဒီလိုပဲသဘောကျတော့ယူမှာပဲလေနော်ရှင်းတော့ကလူတယောက်စီးပွားရှာတာကမအိမ်မစားပဲနဲ့ကိုရှာတာနော်အပိမန်းခံပြီးတော့ရှာတာ၃နှစ်စားမှာ၃နှစ်မစားတစ်နှစ်ပဲစားတယ်တခါလေးကျစဉ်းစားကြည့်ပတ်စံတာရှာတာနော်တထေးလို့ပြောပြီးတော့အဲ့ဒီတင်ကြီးခံနေရတဲ့ပုံကိုယ်တွေရဲ့နေရာကိုတခြားပြန်ပြီးတော့မေးကြည့်တနေ့ကိုထမင်း၃နဲ့မှန်လားလို့မေးကြည့်မလွယ်ဘူးအလုံးတွေရှုပ်လို့သူတို့ဘာလုပ်လဲစားချိန်မရှိဘူးအလုံးတွေရှုပ်လို့စားချိန်မရှိလို့မစားရတာလားရှိနေရတဲ့ဘာလုပ်နေရတာလဲမစားရတာနော်အဲ့ဒါသူတို့ရဲ့ဘဝကိုဒီတိုင်းကြည့်ရင်တော့အာကာကောင်းသားတွေတိုင်ကောင်းသားတွေကောင်းသားနဲ့ကြည့်တော့ဘဝမြင့်စရာပဲဒါပေမဲ့အိမ်ကောင်းခြင်းလဲစားကောင်းခြင်းလဲမစားရဘူးလေကြိုက်လို့ရလောဘကကြိုက်လို့တာရှာထားတာလေဒါပေမဲ့မစားရတော့ဘူးဆိုမှတော့ကိုယ်နဲ့ဆိုင်သေးရလားကိုယ်နဲ့ဘာလို့မှမဆိုင်တော့ဘူးလေစားရမှာကိုဟာလေဒါမှဆိုင်လို့ရှိတာပေါ့မစားရဘဲနဲ့တိတ်ထားတဲ့ဟာတော့ဘယ်လိုလုပ်အဆင်ပြေမှာလဲဗျာဥပမာရိုင်းပြောရတော့ဟိုကောက်ရိုးပုံစောင့်တဲ့ဟာလို့ဖြစ်သွားမှာပေါ့နော်ဒါတတိမှပြောတာမဟုတ်ဘူးနော်ဆင်းရဲသားလည်းဒါပြောရှိတာပဲတချို့ကမစားရမတော့ရနဲ့တိတ်ကြတာမရှိဘူးလားကိုယ်တိုင်လည်းမစားဘူးသူများလည်းဘာလို့လဲဟောရှိတော့ရှိတယ်ကိုယ်တိုင်လည်းမဟုတ်ဘူးသူများလည်းဘာလို့လဲအဲ့လိုလူမျိုးတွေအများကြီးမရှိဘူးလားစောင့်တော့စောင့်နေရတယ်ဝိသရာရှိလို့လည်းမဝေရစားစရာရှိလို့လည်းသုံးစရာရှိလို့လည်းကောက်ရိုးပုံစောင့်တဲ့အကောင်မှာကောက်ရိုးပုံနဲ့စောင့်နေရတာသူစားရရဲ့လားဒါပေမဲ့နွားလာရင်လည်းသူဘာလုပ်တာမဟုတ်ဘူးလားကျန်တဲ့ခွေးလာရင်ရောဘာလုပ်တာလဲသူ့ပိုင်ချင်းမို့ပဲနဲ့ကျန်တဲ့လူတယောက်လာရင်ရောဘာလုပ်တာလဲဟောင်းတော့ဟောင်းရတယ်စောင့်တော့စောင့်ရတယ်သူဘာလုပ်ရလဲဒူလဲစားလဲမစားရဝယ်လဲမွေးရသုံးလဲမသုံးရပဲနဲ့မထိနဲ့ငါဟာမတို့နဲ့ငါဟာနင်တို့နဲ့တန်လားတူသလားဘာလုပ်နေတာအော်အေးပါတို့တော့ပြောပါဦးဗျာမလေးကျေးဇူးရှင်တွေကတော့ပြောတဲ့အကြောင်းမရှိပါဘူးเนาะအဲ့တော့အဲ့ဒီပုံကိုင်းတိုင်းနှိုင်းရမယ်ဆိုရင်သူများပြောရင်ရိုင်းတာပေါ့ဒါပေမဲ့ကိုဆုံးမရကိုတန်ဝေကယူတတ်ဖို့လိုလားမလိုဘူးလားလိုတယ်အဲ့တော့ကျတော့အဲ့ဒီအကောင်ကစားလဲမစားရဘဲနဲ့နေ့စဉ်အကုသိုလ်တွေမများဘူးလားအိမ်ကောင်းကြီးရောအိပ်ရရဲ့လားသူကိုယ်တိုင်ရောခံစားရရဲ့လားခံစားခြင်းလို့ရှာထားတယ်ခံစားရတယ်ဆိုလို့ရှိရင်မကောင်းဘူးဘလို့ပဲပြောဗျာအဲ့ဒီຢာကစားရလို့မလို့ရှာရတဲ့ဟာကနည်းနည်းလေးခံစားမှုမရှိဘူးလားရှာတော့ရှာထားတယ်မစားဘူးဆိုတော့ဘယ်နဲ့လုပ်မလဲဘယ်လို့မှအဆင်ပြေတဲ့အကြောင်းမရှိတော့အဲ့လိုသဘောပေါက်လားအဲ့တော့ကျတော့ဒီမှာ तू ကရှာတယ်တမင်းလည်းလုံးတယ်မမှန်ဘူးညလည်းအေးဝအေးရလားဆိုတော့အဲ့တော့သူ့နောက်ကကားမောင်းတဲ့ကားသမားပြောတယ်ဆရာကြီးရှာလာပါလားဆရာကြီးမပင်မဘူးလားဆရာကြီးကြိုးစားလာပါလားဆရာကြီးမပင်မဘူးလားအဲ့တော့ तू ကဘာပြောလဲဆိုတော့နေစမ်းပါကွာမမေးစမ်းပါနဲ့နောက်ကလူကကြည့်ပြီးတော့ပြောနေတာနော်သူ့ရဲ့ကြိုးစားမှုတွေရှားထားမှုတွေချမ်းသာမှုတွေကြည့်ပြီးတော့ရှားလာပါလားဘယ်သူပဲလဲဘာလို့ဖို့လဲနော်မေးနေတာကနေစမ်းပါကွာမပြောစမ်းပါနဲ့အဲ့ဒီမှာအဲ့ဒီရှားတဲ့လူကရုတ်တရက်သေးသွားတယ်ရုတ်တရက်သေးသွားပြီးတော့ကြတော့အဲ့ဒီမှာရှိတဲ့ဂတော်ကအဲ့ဒီကားသမားကိုကောက်ယူလိုက်အဲ့ဒီကြတော့အဲ့ဒီကားသမားဘာပြောလဲငါအတွက်ကိုဘသူအတွက်ကိုလဲယောဂီပေါင်းသူတော်ကောင်းတို့လည်းမရှာဘူးလားရှာပါဗျာဘသူအတွက်ဖြေနဲ့ဘွက်ကိုအိမ်ကြမှာဖြေဘသူအတွက်လဲအဲ့ဒါဘသူအတွက်ကိုလုပ်နေလဲဆိုတာကိုဘာလုပ်လဲစဉ်းစားဖို့မလိုလားကိုအတွက်ဆိုတာလဲအဝိဇ္ဇာဘုံလမ်းမှုနဲ့လုပ်မယ်ဆိုလို့ရှိရင်တော့ခန္ဓာရာအကြောင်းပဲမဖြစ်ဘူးလားအဲ့တော့ကိုအတွက်ဆိုတဲ့ဟာကဘဝရာအကြောင်းလုပ်ရမှာလားဘဝငြိမ်းချမ်းလုပ်ရမှာလားအားလုံးသဘောပေါက်လား
သွားတဲ့အချိန်ကတော့ဘာဥဆောင်ပဲသွားလုပ်တဲ့အချိန်မှာဉာဏ်ဥဆောင်လုပ်ဖို့မလိုဘူးလားကျန်တဲ့အချိန်မှာဘာရည်ရွယ်နေပဲသွားလုပ်တဲ့အချိန်မှာဉာဏ်ဥဆောင်ပြီးတော့လုပ်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီအလုပ်ဒီဉာဏ်ပါပြီးတော့လုပ်တာပြောဘာပါပြီးတော့လုပ်တာလဲအဲ့လိုသဘောပေါက်လားဉာဏ်ပါပြီးတော့လုပ်ရဆိုတာအခြားတက်ပြီးတော့လုပ်တာလားအဝိဇ္ဇာတက်ပြီးလုပ်တာလားအဝိဇ္ဇာတက်ပြီးတော့လုပ်တာနော်အဲ့တော့အဝိဇ္ဇာကဘုံတိုင်းတော့တဏှာကလည်းမလုပ်ပါနဲ့ချိုက်ပါပဲစောသွားလူကြီးလိုပဲရှာလာပါလားဘသူတွေတော့နောက်ကြတော့ရတဲ့လူကဘသူတွေပြောမှလဲအေးမျက်စိမပိတ်ခင်တော့ပြောလို့ရလိမ့်မယ်အဝိဇ္ဇာကဖုံးထားလို့ဒိဋ္ဌိဆိုတဲ့တစ်ခုကဘသူလဲငါတဏှာကလည်းငါဟာဘာလို့နေမလဲစုံနေမှာပဲဘသူကဖုံးထားတာလဲအဝိဇ္ဇာကဖုံးထားတော့ဒိဋ္ဌိကလည်းငါနဲ့မငါဘူးလားဒေါတနာကလည်းငါဥစ္စာပဲဆိုပြီးတော့မနာဘူးလားအဲ့တော့ဒီသုံးခုရဲ့ပေါင်းပြီးတော့မိုင်းလိုက်တာတို့တွေတန်တရားလုံးဒုက္ခတွေမရောက်ခဲ့ဘူးလားရောက်ခဲ့တယ်အားလုံးသဘောပေါက်ရဲ့လားနောက်တဲ့ပုံမြင်လေးတစ်ခုပြောအောင်မယ်လူတရားကသူကမြေပန်ရှင်ရဲ့အိမ်မှာသွားပြီးတော့မြေတွေသွားပြီးတော့လှုပ်ရတာနော်အဲ့တော့လှုပ်ကြတော့အသက်လည်းကြီးလာပြီဆိုတော့ပန်ရှင်ကြီးကသူ့ကိုသနာလို့မလို့ကဲမင်းကွာငါဒီမှာလည်းလှုပ်လာတာအလုပ်လည်းကြိုးစားတယ်တကယ်လည်းသစ္စာရှိတယ်နော်အဲ့ဒါဆိုတော့ကျတော့မင်းကိုမြေတွေပေးမယ်မကြိုက်တော့ယူထုံနှစ်ချောင်းပေးလိုက်စလိုချင်တဲ့နေရာနဲ့စိုက်ပြီးတော့ရိုက်ခဲ့တော့လိုချင်တဲ့နေရာနဲ့စိုက်ပြီးတော့ရိုက်ခဲ့တဲ့တော့ရိုက်လိုက်တာရိုက်ပြီးတော့ဒုံတစ်ချောင်းကင်ပြီးတော့တူတစ်ချောင်းယူပြီးတော့ပြေးတယ်နောက်ကြည့်လိုက်နေပါလေပြေးတယ်နောက်ကြည့်လိုက်နေပါလေပြေးတယ်နောက်ကြည့်လိုက်ဘယ်သူကပြေးခိုင်းတာဘာလို့တဏှာပြေးခိုင်းတာအဝိဇ္ဇာကအမှန်တည်းမသိအောင်ဘာလို့တာလဲအဝိဇ္ဇာကအမှန်တည်းမသိအောင်ဘုန်းတာတော့တဏှာရဲ့လည်းသူ့ဟာလို့မထင်ဘူးလားဒိဋ္ဌိရဲ့လည်းတဏှာလည်းငါနေတာလေဒိဋ္ဌိရဲ့လည်းတဏှာလည်းငါတော့တဏှာကလည်းနေသေးတယ်ဘာလို့တာလဲတို့လည်းမွေးလုံးနေရငုတ်တိုင်ဆိုင်ရလားနော်နောက်ပြန်ကြည့်လိုက်ဘယ်လိုတော့နောက်ပြန်ကြည့်လိုက်ဘယ်တော့များမှာတော့မများတော့သိတော့များတော့မှာတော့အဲ့တော့သိတော့ဟုတ်တာပေါ့သိတာလည်းအများကြီးပဲကျန်တဲ့သားတွေသမီးတွေကတော့ငါအမေသူ့ထားတာငါတဲ့လို့နော်အဲ့တော့အဲ့ဒီဟာတွေအားလုံးကဒါဒဏကိုဒါနဖြစ်အောင်လုပ်ရမယ်လို့မသိအောင်ဘယ်သူကဖုံးတာအဝိဇ္ဇာကဖုံးတာတော့တဏှာကြီးကဆုပ်ကန်ပြီးတော့မထားဘူးလားအားလုံးသဘောပေါက်ရဲ့လားအဲ့တော့ဒီမှာဟိုမှာပြေးလိုက်တာနောက်ဆုံးသူ့ဟာကငုတ်တိုင်ရဲရမယ်နေရာရှာလို့တွေးပြီလားတို့လည်းတွေးပြီလားဆိုကိုမေးပေါ့နော်ဒီများရှိတော့မဖြေနဲ့ကိုမေးအိမ်ရောက်မှာကိုဘာလုပ်လဲဖြေပေါ့ကြည့်လိုက်မဖြစ်သေးတယ်ကြည့်လိုက်ဒါဒီသေးတယ်ဘယ်သူပြတော့လာပါနော်ကိုတွေ့ပြီးရင်တော့ဘာလုပ်သွားလဲဗလာပဲဘာမှပါမသွားဘူးနော်ကိုယ်လွယ်လာပြင်တဲ့လူတွေလာရဲ့အဲ့တော့ပြောချင်တာကဘာလဲဆိုတော့သူလည်းပြင်းရတယ်နောက်ဆုံးအမောဆုပ်ပြီးတော့လားသိပါတယ်နံပါတ်1ငုတ်တိုင်စိုက်နိုင်အောင်ကြိုးစားကြလောဘရဲ့သဘောတရားကတော့မီးလိုပဲကြိုက်တဲ့လောက်ထက်တော်ပြီဆိုတာသမုဒ္ဒရာကြီးလိုပဲကြိုက်တဲ့လောက်လားချောင်းကပဲလားမြောင်းကပဲလားဘယ်ကပဲလားလားချင်သလိုလားဘာဖြစ်လဲတော်ပြီဆိုတာရှိရလားရဲ့အဲ့ဒီနှစ်ခုရဲ့ချဲလေမှုကြောင့်တို့တွေတသံတရားလုံးမလဲခဲ့ရဘူးလားအဲ့တော့တသံတရားလုံးလဲခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်ဒီတစ်ခုကိုဘာလို့ခေါ်လဲမူလနတ်ဗျာပြောကြည့်ဘာလို့ခေါ်လဲအဲ့ဒီမူလနတ်ဗျာကဒီမှာသစ္စာအနေနဲ့ပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာနံပါတ်1ကဘာသစ္စာပြောကြည့်ဘာသစ္စာလဲသမုဒိယသစ္စာကအင်္ဂါနဲ့ပြောလိုက်ရင်ဘာလဲအဝိဇ္ဇာနဲ့သင်္ခါရနောက်တစ်ခါနံပါတ်2ကဘာလဲဆိုရင်ဝိညာဉ်နာယောသလာယနာဖတ်တာဝေဒနာသစ္စာလေးနဲ့ပြောရင်ဘာလဲပြောကြည့်သစ္စာလေးနဲ့ပြောရင်ဘာလဲဒုက္ခသစ္စာနောက်တစ်ခါနံပါတ်3ကမှာဘာလဲဆိုရင်အင်္ဂါကတဏှာဥပါဒံကမ္မဘဝသစ္စာလေးနဲ့ပြောရင်ဘာလဲသမုဒိယသစ္စာနောက်နံပါတ်4ကဘာလဲဆိုရင်ဇာတိသရမရဏသစ္စာလေးနဲ့ပြောရင်ဘာသစ္စာလဲဒီနှစ်ခုရဲ့လက်ချက်ကြောင့်သမုဒိယတွေလုံးလိုက်ဒုက္ခတွေရလိုက်ဒုက္ခတွေရလိုက်သမုဒိယတွေလုံးလိုက်သမုဒိယတွေလုံးလိုက်ဒုက္ခတွေရလိုက်မကျင်လည်းကြရအောင်လား
အဲ့တော့ဒီသမုဒိယကိုတူရအင်္ဂါအနေနဲ့ပေါင်းကြည့်လိုက်မယ်ဆိုနံပါတ်1ဘက်ကအင်္ဂါဘယ်နှပါနံပါတ်3ဘက်ကအင်္ဂါဘယ်နှပါနံပါတ်1ဘက်ကလည်းဗာသစ္စာနံပါတ်3ဘက်ကလည်းဗာသစ္စာအဲ့တော့သစ္စာတူရနဲ့ပေါင်းလိုက်တော့နံပါတ်1ဘက်ကအင်္ဂါဘယ်နှခုနံပါတ်3ဘက်ကဘယ်နှခုလဲအဲ့တော့ဒီမှာအတိတ်တုန်းကကြတော့အဝိဇ္ဇာကဥဆောင်တာအတိတ်တုန်းကဘာဥဆောင်တာလဲဟောနောက်သက်ကဒီပြစ္ဆုတ်ပံမှာကြတော့ဘယ်သူကဥဆောင်လဲတဏှာကဥဆောင်တယ်ရှည်သွားနောက်လိုက်ပဲกว่าတယ်အဝိဇ္ဇာနဲ့တဏှာကစာမှာပြောလဲဆိုတော့အမေနဲ့အဖေလိုပဲဘာနဲ့ဘာလို့လဲအပြင်မှာထွက်ပြီးတော့စီးပွားရှာတဲ့အချိန်ဘယ်သူကဥဆောင်လားအိမ်ပြန်ရောက်လာတော့ကြတော့အဲ့ဒီဖေကဘယ်သူကနားထောင်ဟောတော်ပြန်လာတာနဲ့တော့ပဲဒီမှာပကံလေးလည်းမစေးရသေးဘူးအေးဟုတ်ကဲ့ဟိုလည်းလှုပ်လာမလို့ဘူးလားအပြင်မှာတော့သူကဆရာကြီးတော့တွေ့သိမြအကုန်လုံးပြောကြည့်ပဲဘာလို့ခဲ့တာလဲအိမ်ပြန်ရောက်တော့ကြတော့သူကဘာပြန်ဖြစ်သွားဘယ်တပည့်ဖြစ်တာသိရိုးတာပဲပြောသမျှညင်းလားမငြင်းဘူးသိလားအဲ့လိုမျိုးလာတာလေဒါကြောင့်အတိတ်တုန်းကကြတော့ဝိဇ္ဇာဥဆောင်တယ်ပြစ္ဆုတ်ပံမှာကြဘယ်သူဥဆောင်လဲအခုလည်းဒီပါပဲဝိဇ္ဇာနဲ့တဏှာရဲ့ဒီသဘောတရားကအမေနဲ့အဖေလိုပဲအဖေရှိရသွားရင်အမေကနောက်ကမလိုက်ဘူးလားအမေရှိရသွားပြန်တော့အဖေကနောက်ကမလိုက်ဘူးလားသစ္စာချင်းရောမတူဘူးလားအကြောင်းတရားချင်းရောမတူဘူးလားအဲ့တော့သူကသမုဒိယလို့ပြောလိုက်တာနဲ့ဒီအဝိဇ္ဇာနဲ့သင်္ခါရဒီနှမျိုးလေးနဲ့သွားပြီးတော့မမြင်နဲ့ဟောဒီမှာတဏှာတွေဥပါဒံတွေကမ္မဘဝတွေအဲ့ဒီပါလဲဆိုတာမြင်ဖို့မလိုဘူးလားအားလုံးသဘောပေါက်လားအဲ့တော့ကြည့်ရဒီအဝိဇ္ဇာနဲ့တဏှာမူလတစ်ခုရဲ့တို့လည်းပဲမှုကြောင့်အတိတ်တုန်းကလည်းခန္ဓာတွေမရခဲ့ဘူးလားပြစ္ဆုတ်ပံမှာလည်းမရဘူးလားဟောပြစ္ဆုတ်ပံမှာလည်းခန္ဓာရကြောင်းတွေထပ်မလို့ဘူးလားဟောအနာဂတ်မှာလည်းထပ်ပြီးတော့ခန္ဓာတွေမရဘူးလားအဲ့ဒီလိုရအောင်တန်တရားလုံးမှာလိုက်ပြီးတော့ဘာလုပ်နေလဲဆိုတော့တဏှာကဆက်နေတာတဏှာကဘာလုပ်နေရလဲအဲ့တော့အဆက်ကဘယ်နှဆက်လို့ကြားဘူးလဲဒီမှာကြည့်လိုက်ဒီမှာအဆက်လို့မတွေ့ဘူးလားဒီမှာအဆက်လို့မတွေ့ဘူးလားဒီမှာအဆက်လို့မတွေ့ဘူးလားဟောဒီမှာကကျတော့ဘာလဲဆိုရင်သင်္ခါရနဲ့ဝိညာဉ်တစ်ဆက်ပြောဘာလဲပါလဲဟောဒီဘက်မှာကျတော့ဗာလဲဆိုလို့ရှိရင်ဝေဒနာနဲ့တဏှာတစ်ဆက်ဟောဒီဘက်မှာကျတော့ကမ္မဘဝနဲ့ဇာတိတစ်ဆက်အဆက်ပဲနဲ့ဆက်လေအဲ့တော့ဆက်ခဲ့လို့ဒါလေဒါကဆက်ရတာလေမဆက်ရင်ဆက်เสียလို့လားလို့ပါဗျာစီးပွားရေးပြဆိုလို့ရှိရင်လိုက်ပြီးတော့မဆက်ရဘူးဝေကြအောင်လားငါဒါရောက်တာတော့ဘာလို့ရတာလဲလိုက်ပြီးတော့ဆက်ရတာလေဆက်မှဘာလို့တာလဲဆက်တာဆက်လို့ဘာလို့တာလဲဒါဆိုရင်တို့ကအတိတ်တုန်းကလည်းမဆက်ခဲ့ဘူးလားဒါကြောင့်ဒီမှာအတိတ်နဲ့တရားကျတော့ဘာနဲ့ဆက်လဲဆိုတော့တိကွက်ကကာလအနေနဲ့ပြောရင်ဘာကာလလဲလုံလေးပြီးတော့အတိတ်ကာလတိကွက်ကဘာကာလလဲလုံလေးပြီးတော့အတိတ်ကာလဟောဒီမှာတိကွက်ကျတော့ဘာလဲဆိုလို့ရှိရင်ပစ္စုပန်ကာလတိကွက်ကဘာလဲဟောဒါဆိုလို့ရှိရင်ဒီအဆက်ကဘာနဲ့ဆက်တာလဲဆိုတော့အတိတ်နဲ့ပစ္စုပန်ပြောဘာနဲ့ဆက်တာလဲအတိတ်နဲ့ပြစ္ဆုတ်ပံနဲ့ဆက်တဲ့အဆက်ဟောနောက်သက်ကဒီမှာအတိတ်တုန်းကဝိဇ္ဇာနဲ့သင်္ခါရကသမုဒိယဆိုတော့အကြောင်းလားအကျိုးလားအကြောင်းတရားပြောပါတရားလေဟောဒီမှာနံပါတ်1ကွက်ကကျတော့ဒုက္ခဆိုတော့အကြောင်းလားအကျိုးလားဒါကြောင့်မို့လို့ဒီအဆက်ကိုဘာလို့ခေါ်လဲဆိုတော့အကြောင်းနဲ့အကျိုးဆက်ဘာနဲ့ဆက်တာလဲကာလကြည့်မယ်ဆိုလို့ရှိရင်အတိတ်နဲ့ပြစ္ဆုတ်ပံဆက်တာဘာနဲ့ဆက်တာလဲဟောဒီမှာကသမုဒိယနဲ့ဒုက္ခကြည့်မယ်ဆိုလို့ရှိရင်အကြောင်းနဲ့အကျိုးနဲ့ဆက်ဘာနဲ့ဆက်တာလဲဟောဒါဒီမှာနံပါတ်1အကွက်ကဘာနဲ့ဆက်လဲဝေဒနာနဲ့တဏှာပြောပါလေဝေဒနာနဲ့တဏှာအဲ့တော့ဒီဝေဒနာနဲ့တဏှာဆိုတော့ဒီဝေဒနာတွေကပြောမယ်သစ္စာအနေနဲ့ပြောရင်ဘာသစ္စာလဲဒုက္ခသစ္စာဟောဒီမှာကတဏှာကသစ္စာအနေနဲ့ပြောရင်ဘာသစ္စာအဲ့သမုဒိယသစ္စာဒုက္ခသစ္စာကအကြောင်းလားအကျိုးလားဒုက္ခသစ္စာလေအကျိုးတရားသမုဒိယကဘာလဲလဲဒါကြောင့်ဒီအဆက်ကိုကြတော့ဘာလဲဆိုတော့အကျိုးနဲ့အကြောင်းနဲ့ဆက်တာဘာနဲ့ဆက်တာလဲကာလကတော့ဒီဟာနှစ်ခုလုံးကဘာလဲဆိုတော့ပစ္စုပန်ကာလပြောဘယ်ကာလလဲဒါဆိုယောဂီပေါင်းသူတော်ကောင်းတို့ဘုံဘုံတို့ခုရောက်နေတာကဘယ်ကွက်နဲ့ဘယ်ကွက်လဲနေ့ကွက်နဲ့သုံးကွက်ဘယ်ကွက်နဲ့ဘယ်ကွက်လဲနေ့ကွက်ကကြတော့သစ္စာကဘာသစ္စာဒုက္ခသစ္စာနေ့ကွက်ကဒုက္ခသစ္စာရတော့အစမပြေတာတွေမရှိဘူးလားရှိပါတယ်
အစင်မပြေခြင်းဘူးလားအစင်ပြေခြင်းတာကအချာလားတဏှာလားအဲ့ဒီအစင်ပြေခြင်းတဲ့ဟာကြီးကတခါတည်းဖြစ်တာမဟုတ်ဆွဲဆွဲလန်းလန်းမဖြစ်ဘူးလားဆွဲဆွဲလန်းလန်းဖြစ်လိုက်တော့ကျတော့ကာမဘဝကြီးကရအောင်မလုပ်ဘူးလားအဲ့ဒီကာမဘဝကြီးကရအောင်လုပ်လိုက်တော့ဒီသုံးခုတွေအားလုံးဟာသစ္စာမသိဘဲနဲ့လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်အနာဂတ်မှာလည်းခန္ဓာပဲထပ်ပြီးတော့မရဘူးလားအဲ့လိုသဘောပေါက်လားဒါကြောင့်ဒီတစ်ခွက်ရဲ့ဆက်ဆက်မှုကိုကျွန်တော်ဘာလို့ခေါ်လဲဆိုတော့အကျိုးနဲ့အကြောင်းနဲ့ဆက်တာဘာနဲ့ဆက်တာလဲဟောနောက်တစ်ခါဒီမှာနံပါတ်3ကကမ္မဘဝနဲ့ဇာတိတစ်ဆက်ပြောဘာနဲ့တစ်ဆက်လဲအဲ့တော့ကမ္မဘဝနဲ့ဇာတိတစ်ဆက်ဆိုတာကြတော့ကမ္မဘဝကကာလအနေနဲ့ပြောလိုက်တော့ဘာကာလလဲပိဿုပန်ကာလဟောနောက်တစ်ခါကဇာတိတို့ဇလာမရဏတို့ကြတော့ကာလအနေနဲ့ပြောရင်ဘာလဲအနာဂတ်ကာလဒါဆိုရင်ကာလအနေနဲ့ပြောရင်ဘယ်ကာလနဲ့ဘယ်ကာလဆက်တာပိဿုပန်နဲ့အနာဂတ်ပြောဘာနဲ့လဲဟောနောက်တစ်ခါအကြောင်းကျိုးတွေနဲ့ပြောလိုက်တော့နံပါတ်3ကသမုဒယနံပါတ်4ကဒုက္ခသမုဒယကအကြောင်းတရားဒုက္ခကအကျိုးတရားဘာနဲ့ဆက်တာလဲအကြောင်းနဲ့အကျိုးပြောဘာနဲ့လဲဒါဆိုရင်တို့ကတဏ္ဍတရားလုံးဒီတိုင်းပဲဆက်ပြီးတော့မနေခဲ့ဘူးလားမဆက်ခဲ့လိုက်တဲ့အတွက်ခန္ဓာတွေများစွာမရခဲ့ဘူးလားအလိုလိုရခဲ့တာလားဆက်ခဲ့လို့ရခဲ့တာလားဟောဒါဆိုရင်ခန္ဓာမလို့ခြင်းတော့ဘူးဆိုရင်ဆက်ရမှာလားဖြတ်ရမှာလားအဲ့တော့အဲ့ဒီတစ်ခုတည်းမှာဒီမှာအတိတ်နဲ့ပိဿုပန်နဲ့ဆက်တဲ့ဆက်ဟာလည်းသူကဘလို့မှဖြတ်လို့မရလို့သင်္ခါရမှလုပ်ပြီးဝိညာဉ်ကရဖို့ဘာလို့မလဲမိတိပြီးမှမကူခြင်းဘူးလို့ရတယ်မိတိတာကအကြောင်းတရားပူတာကမိတိတာကပူတာကမိတိပြီးမှမကူပဲနေလို့ရတာရေတိပြီးမှမေးပဲနေလို့ရတာရေတိတာကအကြောင်းတရားအေးတာကအဲ့ဒါမို့တော့ဟောဒီနှစ်ခုကဆက်ပြီးတဲ့အနေထားတစ်ခုကဧကန်အဆက်လုံးဝဆက်ဘလို့မှဖြတ်လို့သူ့ကိုရရလားမရနိုင်ဘူးဒါကြောင့်မလို့သူ့ကိုဘာလို့ခေါ်လဲဧကန်အဆက်ပြောပါဆက်လေဟောနောက်တစ်ခါဒီမှာကြားလို့ရှိရင်ကမ္မဘဝနဲ့ဇာတိပြောပါနဲ့ပါလေတကယ်တော့ကမ္မဘဝဆိုတာကလည်းဘာလဲဆိုလို့ရှိရင်စေတနာပါပဲကမ္မဘဝဆိုတာဘာလဲသင်္ခါရဆိုတာလည်းစေတနာကမ္မဘဝဆိုတာလည်းတရားကိုယ်လေးနဲ့ပြောရင်အဲ့ဒါစေတနာကိုပဲတောက်ပြီးတော့အရာကောက်အဲ့တော့စကားလုံးလေးနဲ့ပြောရင်တော့ဗါလဲဆိုရင်သင်္ခါရနဲ့ကမ္မဘဝအဲ့ဒါဆိုရင်စေတနာတူရတဲ့နဲ့ဘာကြောင့်သူတို့ဒီစကားလုံးတစ်ခုကမတူရတာလဲဆိုတော့ကာလကွဲလို့ပြောပါကွဲလို့လေဟောအတိတ်ဆိုရင်ဗါလဲသင်္ခါရပိဿုပန်ဆိုရင်အတိတ်ဆိုရင်ပိဿုပန်ဆိုရင်အဲ့တော့ကမ္မဘဝမှာလုပ်ပြီဆိုလို့ရှိရင်ဇာတိရမရပဲနေလို့ရရဲ့လားခန္ဓာရာကြောင့်မှလုပ်ပြီဆိုရင်ခန္ဓာရာကျိုးဟာဖြစ်ကိုမလို့မလဲအဲ့လိုသဘောပေါက်လားဒါကြောင့်သူ့ကိုလည်းဗါလဲဆိုရင်ဆက်တဲ့အခါလည်းမလုပ်လဲရှိတယ်ဟောနောက်တစ်ခါဒီမှာဖြတ်လိုက်တယ်ဆိုရင်သူကဆက်စရာလိုသေးလားဆက်စရာမလိုတော့ဒီမှာထွက်ရင်ထွက်ဒီမှာထွက်သွားပြီဆိုဒီဟာမဆက်တော့နောက်ဒီမှာမထွက်ဘူးဆိုလို့ရှိရင်တော့ဒီမှာမလုပ်မလဲဆက်အောင်ပါဒါကိုကျတော့ဗါလဲဆိုတော့အနေကံအဆက်မောဧကံမဟုတ်ဘူးဆက်ကျင်တဲ့အခါလည်းသူမလုပ်လဲဆက်မယ်ဆက်ကျင်မှလည်းမလုပ်လဲဆက်လိုက်မယ်ဒီတဲကဖြတ်လိုက်လို့ရှိရင်ဒီမှာဆက်ပြီးတော့ဆက်စရာလိုသေးလားဒါဆိုလို့ရှိရင်ထွက်ရမှာကဖြတ်ရမှာကဒီအဆက်၃ခုရှိတဲ့တဲကဘယ်မှာဖြတ်ရမလဲဆိုလို့ရှိရင်2ခွက်နဲ့3ခွက်ကြာဘယ်ခွက်နဲ့ဘယ်ခွက်ကြာလဲအဲ့ဒါကိုစကားလုံးလေးနဲ့ပြောရင်ဝေဒနာနဲ့တဏှာပြောပါနဲ့ပါလေလေဟောဒီမှာကဟောဒီမှာယုတ်တရားတွေနဲ့သဗ္ဗယနာလို့ခေါ်တဲ့ယုတ်တရားတွေနှစ်ခုပေါင်းလိုက်တဲ့အချိန်မှာဖတ္တပစ္စယဝိညာဏမပေါ်ဘူးလားအဲ့တော့ဖတ္တပစ္စယတွေးကြည့်တာဘာလို့တာလဲအဲ့တော့တွေးကြည့်လိုက်ပြီဆိုတဲ့ကောဝေဒနာဘာလို့တာလဲခံစားတယ်ဝေဒနာကဘာလို့လဲအဲ့တော့ခံစားတဲ့သဘောတရားကတော့လားကိုလာမှာပဲသူ့ကိုမလာနဲ့လို့တားလို့ရရဲ့လားအဲ့ဒီဝေဒနာကိုဖြစ်ပြရှုရမယ်တဲ့အဲ့ဒီဝေဒနာကိုဘာလို့ရမလဲဖတ်တာကလည်းဖြစ်ပြီးတော့ဘာလို့လဲပြက်တယ်ဝေဒနာကလည်းဘာလို့လဲအဲ့ဒီဝေဒနာကိုဖြစ်ပြရှုလို့ရှိရင်ဉာဏ်ဝေဒနာကိုဖြစ်ပြရှုရင်ဘာလဲလဲအဲ့ဒီဝေဒနာကိုဖြစ်ပြမရှုနိုင်ဘူးဆိုလို့ရှိရင်တော့တဏှာလာဘာလာမလဲတဏှာလာမှာဒါကြောင့်တဏှာမဥခင်ဘာဘူးရမလဲပြောတဏှာမဥခင်ဘာဘူးရမလဲဘယ်မှာဘူးရမှာလဲဝေဒနာမှာပြောဘယ်မှာလဲအဲ့တော့ဝေဒနာကဖြစ်ပြသိတဲ့ဉာဏ်ကမဲ့
အဲ့တော့စိတ်မှာကတစ်ခုဖြစ်ရင်နောက်တစ်ခုဖြစ်ရုံတုံးတာမရှိတော့နှစ်ခုဖြစ်ရုံတုံးတာမရှိဉာဏ်လာရင်တဏှာမလာဘူးတဏှာလာရင်လည်းဉာဏ်မလာမီးနဲ့ရေလိုပဲမီးရှိရင်လည်းရေမရှိဘူးရေရှိရင်လည်းဘာလို့လဲအဲ့လိုသဘောပေါက်လားရင်အဲ့တော့ဟောဒီဝေဒနာမှာဒီတိုင်းမဲ့ဉာဏ်မဥပဲနဲ့တဏှာဥသွားမယ်ဆိုဘာလို့သွားမလဲဆက်သွားမယ်ဆက်သွားရင်ဒီဘက်မှာလည်းဆက်ပြီးတော့ပြန်မဆက်ဘူးလားရင်အေးဆက်သွားတယ်လေတော့ဒီမှာဝေဒနာမှာဉာဏ်ဥလိုက်မယ်ဝေဒနာခံစားတဲ့သဘောတရားလေးကလည်းဖြစ်ပြီးဘာလို့သွားလဲဖြစ်ပြီးတော့ပြတ်သွားတယ်လို့သိလိုက်တာလေဘာဥလားလဲဉာဏ်ဥလားဘာဥလားလဲဉာဏ်ဥပဲဆိုရင်ဒီတဏှာကလာတရားလို့သေးလားအေးတဏှာမလာတဲ့တော့ဟောဒီတဏှာကိုကြပါလဲဆိုတော့မဖြစ်ချုပ်မဖြစ်ဘဲနဲ့ဘာလို့သွားလဲချုပ်သွားတာဉာဏ်လာမလာဘူးဆိုရင်အဲ့ဒီတဏှာကလာကိုဘာလို့မှလဲလာမှာသူ့ရဲ့သဘောတရားဉာဏ်မလာရင်တဏှာကဒီနေရာမှာဝင်းကိုဝင်းမှာတဏှာနေရာမှာဉာဏ်ဥလိုက်တော့တယ်လာလို့ရသေးလားဥပမာတစ်ခုလေးနဲ့ပြောရင်တကားပေါက်တစ်ပေါက်မှာလူတစ်ယောက်ကဝင်လို့ရတဲ့တကားပေါက်ကလူကောင်းရှိနေရင်လူသုံးဝင်လို့ရလူသုံးရှိနေရောလူကောင်းဝင်လို့ရအဲ့ဒီမှာအဲ့ဒီဝင်ရမယ့်နေရာမှာဝေဒနာမှာဉာဏ်လာပြီးတော့ဝင်လိုက်တော့တဏှာဝင်လို့ရသေးလားဉာဏ်လာပြီးတော့မဝင်လိုက်တော့ဘူးဆိုရင်ဝေဒနာခံစားတယ်ကြိုက်တယ်တဏှာမလာဘူးလားဟောအဲ့ဒီချိန်မှာဝေဒနာကိုဖြစ်ဖြစ်ရှုလိုက်တဲ့အတွက်ခံစားလိုက်တဲ့သဘောတရားမှာဖြစ်ဖြစ်ရှုလိုက်တော့တဏှာကလာပြီးတော့ကြိုက်တယ်ဆိုတဲ့အယူလာတရားလို့သေးလားအဲ့လိုသဘောပေါက်လားဒါဆိုရင်တို့တန်တရားကနေထွက်ချင်တယ်ဆိုလို့ရှိရင်မလုပ်ရမလဲဆိုရင်ဆက်ရမှာလားဖြတ်ရမှာလားဘယ်မှာဖြတ်မှာလဲဆိုလို့ရှိရင်2နဲ့3ကြာဘယ်မှာဖြတ်ရမှာလဲဟောလားညီငါလေးလည်းပြောရင်ဗာနဲ့ဗာမှာဖြတ်ရမလဲဝေဒနာနဲ့တဏှာကြာဘယ်မှာရှိရမှာလဲဆိုတော့ဝေဒနာမှာရှိမယ်ပြောဘယ်မှာရှိမလဲဝေဒနာကဗာလဲဆိုရင်ဖြစ်ပြသိတဲ့ဉာဏ်ကမဲ့ဝေဒနာကဗာလဲလေသိတဲ့ဉာဏ်ကဖြစ်ပြကဘာသစ္စာဒုက္ခသစ္စာသိတဲ့ဉာဏ်ကဗာလဲလေဟောမဂ္ဂသစ္စာမဂ္ဂသစ္စာနေနဲ့ဘာသိလိုက်ပြီဆိုလို့ချင်းအဲ့ဒီဝေဒနာရဲ့ခံစားတဲ့ပုံမှာတဏှာကလာပြီးတော့ကြိုက်ပါဦးမလားကြိုက်တဲ့တဏှာတွေလာသေးလားယင်ဟောကြိုက်တဲ့တဏှာတွေမလာသလိုငါပဲသူပဲဆိုတဲ့ဒိဋ္ဌိတွေရောလာသေးလားဟောဒီပုံမှာတန်တရားဖြစ်တဲ့ဟာတွေရောလာသေးလားဟောဒါဆိုရင်ဒီသွားခဲ့လိုက်တဲ့အဲ့ဒီဒိဋ္ဌိဝိဇ္ဇာသားကြီးတဲ့တရားတွေကဘာလဲဆိုရင်သမုဒယသစ္စာသမုဒယမှာသိရင်နောက်ခန္ဓာရတရားလို့သေးလားနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်လဲကဲသစ္စာ၄ချက်လဲစအချိန်နဲ့ကြိုက်ပြီးဖြစ်တဲ့အတွက်တော့ကြောင်းတို့ကြာတော့ကိုကြီးကျမ်းပါတယ်စိတ်ချမ်းသာတယ်ဟရိယာနှလုံးအိမ်ဒီလင်းတိုင်းစဉ်းစဉ်းနဲ့ပြည့်စုံပြီးတော့ဒီဘဝဧကနာနဲ့အရိယာပုဂ္ဂိုလ်တွေပုဂ္ဂိုလ်တွေသူတော်ကောင်းယတနာအရိယာစကြီးတွေဖြစ်နိုင်ကြပါစေ